အပိုင်း6အနန္တတကုရှင်ဘုရားသခင်ဟာအရှိအယက်မှအောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်တယ်နောက်ဆုံးသောကာလမှာဘုရားသခင်ဟာပေါ်ထွန်းပြီးအလုလုပ်ဖို့နောက်တစ်ကြိမ်လူစားတီးခံခဲ့တယ်ပြီးတော့တန်ပေါင်းများစွာသောတမန်တရားနှုတ်ကပတ်တော်တွေကိုဖော်ပြခဲ့တယ်အနန္တတကုရှင်ဘုရားသခင်ဟာသခင်ယေရှုပြန်ကြွလာခြင်းဖြစ်ပြီးကိုတော်ဟာတမန်တရားနှင့်အတူတရားစီရင်ခြင်းကိုဘုရားသခင်ရဲ့အိမ်တော်ကနေစတဲ့အလုပ်ကိုလှုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်ဒီလိုဆိုရင်နောက်ဆုံးသောကာလမှာဘုရားသခင်ကသူ့ရဲ့တရားစီရင်ခြင်းအလုပ်ကတဆင့်ဘယ်လိုလူစားမျိုးကိုစုံလင်စေဖို့ရည်ရွယ်ထားသလဲကျမ်းစာမှာဒီလိုကြိုတင်ဟောကြားထားပါတယ်ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကကြားပါစေအကျဉ်သူသည်အောင်မြင်၏ထိုသူသည်ငါ၏ဘုရားသခင်ပရတိတုဥယျာဉ်၌ရှိသောအသက်ပင်အသီးကိုစားစေခြင်းကအခွင့်ပေးမည်ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိန့်တော်မူသည်ကိုနားရှိသောသူမည်သည်ကကြားပါစေအောင်မြင်သောသူကိုဒုတိယတေခြင်းသည်မငြင်းဆဲရအကျဉ်သူသည်အောင်မြင်၏ထိုသူကိုငါသည်ငါ၏ဘုရားသခင်ဗိမာန်တော်၌တိုင်ဖြစ်စေမည်နောက်တဖန်သူသည်ပြင်သို့မရွေ့ရငါသည်အောင်မြင်၍ငါခမဲတော်၏ပလင်တော်ပေါ်မှာခမဲတော်နှင့်အတူထိုင်နေတကဲ့သို့အောင်မြင်သောသူသည်ငါ၏ပလင်ပေါ်မှာငါနှင့်အတူထိုင်နေရသောအခွင့်ကိုငါပေးမည်ဒီကျမ်းပိုက်တွေကတဆင့်ကျွန်တော်တို့တွေ့နိုင်တာကတော့နောက်ဆုံးသောကာလမှာဘုရားသခင်ဟာကြီးမားတဲ့ဘေးအန္တရာယ်မတိုင်ခင်မှာအောင်နိုင်သူတစုကိုပြုလုပ်ခြင်းနဲ့ဆိုတာပါပဲအောင်နိုင်သူတယောက်ဖြစ်လာမှသာအသက်ပင်ရဲ့အသီးကိုစားရမယ်ဆိုလိုတာကတော့ထာဝရအသက်ကိုရရှိပြီးဘုရားသခင်ရဲ့နိုင်ငံတော်ထဲကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်ဒါဟာအောင်နိုင်သူတွေအတွက်ဘုရားသခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ဂတိတော်ပါပဲသူတို့ဟာဘုရားသခင်ရဲ့အနှစ်6000စီမံခန့်ခွဲမှုအစီအစဉ်ကနေတဆင့်နောက်ဆုံးမှရရှိခဲ့တဲ့အသီးအပွင့်တွေပဲဖြစ်ပါတယ်သူတို့ဟာဘုရားသခင်ပြုလုပ်ခဲ့တဲ့စစ်မှန်တဲ့လူသားရဲ့စံနမူနာတွေဖြစ်ပြီးဘုရားသခင်ရဲ့အသီးအမှတ်ပြုခြင်းကိုရရှိခဲ့တဲ့သူတွေဖြစ်ကြပါတယ်လူတွေဟာအောင်နိုင်သူဘယ်လိုဖြစ်လာလဲအောင်နိုင်သူတွေကဘယ်လိုလူမျိုးလဲနားလည်ဖို့အတွက်ကျမ်းပိုက်တချို့နဲ့အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ကြည့်ကြရအောင်အကျဉ်သူသည်အောင်မြင်၏ထိုသူကိုငါသည်ငါ၏ဘုရားသခင်ဗိမာန်တော်၌တိုင်ဖြစ်စေမည်နောက်တဖန်သူသည်ပြင်သို့မရွေ့ရငါ၏ဘုရားသခင်နာမတော်ကို၎င်းငါ၏ဘုရားသခင်အထံတော်မှထွက်၍ကောင်းကင်ဘုံမှဆင်းသက်သောယေရုရှလင်မြို့တည်ဟူသောငါ၏ဘုရားသခင်မြို့တော်၏နာမကို၎င်းငါ၏နာမတစ်ကို၎င်းထိုသူအပေါ်၌ငါသည်အခရာတင်မည်လူတို့အထဲကရွေးနှုံး၍ဘုရားသခင်နှင့်တိုးတငယ်အဖို့အဦးသီးသောအသီးဖြစ်ကြ၏အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍သူတို့နှုတ်၌မှုသားမရှိဤသူတို့သည်ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်၍မိမိတို့ဝိလုံကိုတိုးတငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသည်ဖြောင့်မတ်ခြင်းတရားကြောင့်နှောက်ယှက်ညှင်းဆဲခြင်းကိုခံရသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏ငါကြောင့်သင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍မမှန်ပဲလျက်အပြစ်တကားတင်ကြသောအခါသင်တို့သည်မင်္ဂလာရှိကြ၏အနန္တတကုရှင်ဘုရားသခင်ပြောသည်မှာကြီးစွာသောဆင်းရဲဒုက္ခမှထွက်လာသည့်အောင်မြင်သောသူများဖြစ်သည့်အောင်မြင်သောသူတစုကိုအရှိအယက်မှရယူထားသည်ဟုယခင်ကငါပြောပြီးဖြစ်သည်ဤစကားများကမြည်သည့်အရာကိုဆိုလိုပါသည်။ဆိုလိုသည်မှာရယူခြင်းခံရပြီးဖြစ်သောဤလူတို့သည်တရားစီရင်ခြင်းပြစ်တင်ဆုံးမခြင်းပြုပြင်ခြင်းနှင့်စစ်ဆေးခြင်းမျိုးစုံကိုခံရပြီးမှသာအမှန်တကယ်ကျွမ်းနာခံကြခြင်းဖြစ်သည်။ဤလူများ၏ယုံကြည်မှုသည်မရေမရာမဟုတ်ဘဲစစ်မှန်လေသည်။၎င်းတို့သည်မြည်သည့်နမိတ်လက္ခဏာများအံ့ဩဖွယ်ရာများသို့မဟုတ်
မြည်သည့်အံ့ဖွယ်အမှုများကိုမျှမမြင်ရသေးပေ၎င်းတို့သည်အစင်းမြင့်သောစကားများနှင့်အယူဝါဒများကိုမပြောဆိုနိုင်ပေသို့မဟုတ်လေးနက်သောအသည့်အမြင်များကိုထုတ်မပြောနိုင်ပေယင်အစား၎င်းတို့သည်လက်တွေ့ကြမှုနှင့်ဘုရားသခင်၏နှုတ်ကပတ်တော်များပြီးလျင်ဘုရားသခင်၏လက်တွေ့ကြသောစစ်မှန်သောအသည့်ပညာတစ်ခုတို့ရှိကြသည်ထို့သောသောလူစုသည်ဘုရားသခင်၏ကြီးမားသောတကူကိုထင်ရှားအောင်လုပ်နိုင်စွမ်းတာ၍ရှိသည်မဟုတ်လောအောင်မြင်သောသူများအဖြစ်ဘုရားသခင်ရည်ညွှန်းသောသူများမှာစာတန်၏စွမ်းအားအောက်စာတန်၏ဝိုင်းထားခြင်းခံရခြင်းဆိုလိုသည်မှာအမောင်အင်အားများအလေတွင်မိမိတို့ကိုယ်တွေ့ရခြင်းတွင်၎င်းတို့၏တသက်ခံချက်တွင်ခိုင်မာစွာယက်တည်နိုင်ကြဆဲဖြစ်ပြီးဘုရားသခင်၌မိမိတို့၏ပင်ကိုယုံကြည်စိတ်ချမှုနှင့်မိမိတို့၏ကိုးကွယ်စက္ကမှုတို့ကိုထိန်းသိမ်းနိုင်ကြဆဲဖြစ်သောသူများဖြစ်သည်တင်သည်မြည်တို့ပင်ဖြစ်စေဘုရားသခင်၏ရှေ့မှောက်တွင်ဖြူစင်သောစိတ်နှလုံးကိုထိန်းသိမ်းနိုင်ဆဲဖြစ်ပြီးဘုရားသခင်အတွက်တင်၏ရိုသားစစ်မှန်သောချစ်ချင်းမေတ္တာကိုထိန်းသိမ်းနိုင်ဆဲဖြစ်ပါကတင်သည်ဘုရားသခင်၏ရှေ့တွင်တင်၏တသက်ခံချက်၌ခိုင်မာစွာယက်တည်နေခြင်းဖြစ်ပြီးဤဒီမှာဘုရားသခင်ကအောင်မြင်သောသူတဦးဖြစ်ခြင်းအဖြစ်ရည်ညွှန်းသောအရာဖြစ်သည်ဒီကျမ်းစာတွေနဲ့ဘုရားနှုတ်ကပတ်တော်တွေကနေတဆင့်အောင်နိုင်သူတယောက်ဖြစ်ခြင်းရဲ့အခြေအနေတွေကိုကျွန်တော်တို့နားလည်နိုင်ပါတယ်ပထမအချက်ကတော့အောင်နိုင်သူတွေဟာကြီးမားတဲ့ဆင်းရဲဒုက္ခထဲကနေထွက်လာတဲ့သူတွေဖြစ်တယ်ဘယ်လိုညှဉ်းပန်းနှိပ်စက်မှုအခက်အခဲဒါမှမဟုတ်စမ်းသပ်မှုတွေကိုပဲခံရပါစေသူတို့ဟာဘုရားနှုတ်ကပတ်တော်တွေကိုဇွဲရှိရှိဖတ်တယ်ဖန်ဆင်းခံတယောက်ရဲ့တာဝန်ကိုမငြင်းညူပဲထမ်းဆောင်တယ်ဘုရားသခင်ကိုတည်တဲ့အထိကျွမ်းွန်နာခံပြီးဘုရားသခင်အတွက်လှပပြီးအားကောင်းတဲ့တသက်ခံချက်တွေကိုခံကားဘုရားသခင်နောက်ကိုအဆုံးတိုင်းလိုက်ကြပါတယ်ဒုတိယအချက်ကတော့အောင်နိုင်သူတွေဟာဘုရားသခင်ရဲ့နာမတော်တစ်ကိုသိပြီးလက်ခံခဲ့ကြတယ်တတိယအချက်ကတော့အောင်နိုင်သူတွေဟာတိုးသိငယ်သွားလီရာရာကိုလိုက်ကြတယ်သူတို့ဟာတန်ရှင်သောဝိညာဉ်တော်ရဲ့အလုတ်ကိုအမိလိုက်ပြီးဘုရားသခင်ရဲ့နှုတ်ကပတ်တော်အသစ်တွေနဲ့အလုတ်အသစ်ကိုလက်ခံကြတယ်စတုထအချက်ကတော့အောင်နိုင်သူတွေဟာစာတန်ရဲ့အကြံအစီတွေကိုထိုးထွင်းသိမြင်နိုင်ပြီးဘယ်သူကမှသူတို့ကိုအထင်အမြင်မှားအောင်လုပ်လို့မရပါဘူးပြင်စမအချက်ကတော့အောင်နိုင်သူတွေဟာဘုရားသခင်ရဲ့တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းကိုတွေ့ကြုံခံစားခဲ့ပြီးသူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်တော်ထားတွေဟာတန့်စင်ခြင်းတချို့ခံခဲ့ရတယ်ပြီးတော့စစ်မှန်တဲ့အတွေ့အကြုံဆိုင်ရာတသက်ခံချက်တွေကိုဖော်ထုတ်နိုင်ခဲ့တဲ့လူတစုဖြစ်တယ်ဒီအခြေအနေတွေနဲ့ကိုက်ညီတဲ့သူတွေသားလင်းအောင်နိုင်သူတွေဖြစ်လာနိုင်တယ်ဘုရားသခင်ရဲ့အလင်းထဲမှာနေထိုင်ပြီးဘုရားသခင်ရဲ့နိုင်ငံတော်ထဲကိုဝင်ရောက်ဖို့ထိုက်တန်ကြမှာဖြစ်ပါတယ်ဘေးရန်တွေမတိုင်ခင်မှာသခင်ကိုကြိုဆိုမှသာလျှင်ကျွန်တော်တို့ဟာအောင်နိုင်သူတွေအနေနဲ့ပြုလုပ်ခံရနိုင်မှာပါဒီနေ့မှာတော့အနန္တတကုရှင်ဘုရားသခင်ဟာအောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်သူတို့ဟာနိုင်ငံတော်ဧဝံဂေလိတရားကိုဖြန့်ဝေဖို့အရာအားလုံးကိုစွန့်လွတ်ခဲ့ကြပါတယ်ဒီလိုဆိုရင်ဘုရားသခင်ကပထမဆုံးအောင်နိုင်သူတစုကိုဘယ်နေရာမှာပြုလုပ်ခဲ့တယ်လဲတိဘုရားသခင်ဟာအရှိအယက်မှာအောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်တယ်ကျမ်းပိုက်အနှဲငယ်ကိုအရင်ဆုံးဖတ်ကြည့်ကြရအောင်ဤသူတို့သည်ကြီးစွာသောဆင်းရဲဒုက္ခထဲကထွက်မြောက်၍မိမိတို့ဝိလုံကိုတိုးသိငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသည်နေထွက်ရာမှသည်နေဝင်ရာထိတိုင်ငါ၏အမည်နာမသည်တပါးမျိုးသားများအလယ်တွင်ကြီးမြတ်လိမ့်မည်ဟုကောင်းကင်ဘိုးခြေအရှင်ယေဟောဝါမိန့်တော်မူ၏လက်စစ်သည်အရှိမပြည့်၍အနောက်တိုင်အောင်ထွန်းလင်းတဲ့ကဲ့သို့လူသားသည်ကြွလာတော်မူလက်တံငါ၏တောင်ရှိသမျှတို့ကိုတွားရလမ်းဖြစ်စေမည်ငါ၏မြေတရားများကိုလည်းငါဖို့မည်
ကြည့်ရှုလောဤသူတို့သည်ဝေသောအရက်မှလာကြလိမ့်မည်ကြည့်ရှုလောထိုသူတို့သည်မြောက်မျက်နှာနှင့်အနောက်မျက်နှာမှ၎င်းထိုသူတို့သည်လည်းတိနှိမ်ပြီးမှ၎င်းလာကြလိမ့်မည်ဟုမိန့်တော်မူ၏ထိုအခါဤလောကတနိုင်ငံလုံးကိုလှည့်ဖျား၍မာနစာတန်အမည်ရှိသောရှေးမွေဟောင်းတီးဟုသောနဂါးကြီးကို၎င်းသူနှင့်အတူသူ၏တမန်တို့ကို၎င်းမြေကြီးသို့ချလိုက်ကြ၏ကျမ်းစာတွေကနေကျွန်တော်တို့တွေ့ရပါတယ်နောက်ဆုံးသောကာလမှာဘုရားသခင်အလုလုပ်တဲ့နေရာဟာကပ္ပအရှိအရက်မှာဖြစ်တယ်ဘုရားသခင်ကိုအပြင်းအထန်ဆုံးအတိုက်အခံလုပ်တဲ့နိုင်ငံတစ်နိုင်ငံခရိယန်တွေကိုအပြင်းအထန်ဆုံးညှဉ်းပန်းနှိပ်စက်တဲ့နိုင်ငံတစ်နိုင်ငံမှာဖြစ်တယ်ဒီနိုင်ငံဟာတပါးအမျိုးသားတိုင်းနိုင်ငံဖြစ်တယ်ဆိုလိုတာကဒီနိုင်ငံကလူတွေဟာဘုရားသခင်ကိုမယုံကြည်ဘူးဝတ်မပြုကြဘူးနဂါကဒီနိုင်ငံရဲ့တင်ကေတဖြစ်ပြီးဒီနေရာကိုတစ်ချိန်ကတိနှိမ်ပြီလို့တီးခဲ့ကြတယ်ညီအကိုမောင်နှမတို့ဒီအချက်တွေနှင့်ကိုင်းညီတဲ့နိုင်ငံကဘယ်နိုင်ငံဖြစ်မလဲမှန်ပါတယ်ဒီနိုင်ငံဟာတရုတ်ပြည်ပါပဲကျန်းစာတွေကကြီးမားတဲ့ဆင်းရဲဒုက္ခထဲကနေထွက်လာတဲ့အောင်နိုင်သူတွေအကြောင်းပြောတဲ့အခါအသက်ဘေးကနေတီတီလေးနဲ့လွတ်မြောက်လာတယ်လို့ဆိုလိုတာပါပထမဆုံးအောင်နိုင်သူတစုကတော့တရုတ်ပြည်ကဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဖြစ်ပြီးသူတို့ဟာတရုတ်ကွန်မြူနစ်ပါတီရဲ့ရက်စက်တဲ့ညှဉ်းပန်းနှိပ်စက်မှုဖမ်းဆီးမှုအကျဉ်းချမှုနဲ့နှိပ်စက်မှုတွေကိုတွေ့ကြုံခံစားခဲ့ရပါတယ်သူတို့ဟာကြီးမားတဲ့ဆင်းရဲဒုက္ခထဲကနေအမှန်တကယ်ထွက်လာခဲ့ကြတာပါတရုတ်ပြည်ဟာကမ္ဘာအရှိအရက်မှတည်ရှိတယ်ဒါဟာလူဦးရေ 1.5 ဘီလီယံရှိတဲ့ဘုရားမဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်ဒါပေမဲ့ဘုရားသခင်ကိုယုံကြည်တဲ့လူဦးရေစုစုပေါင်းက400%တောင်မရှိပဲဒါကြောင့်ဒါဟာတပါးအမျိုးသားတိုင်းနိုင်ငံဖြစ်နေတာပါရှာဖွေလေ့လာမှုတချို့လုပ်ကြည့်ရင်တိနှိမ်ပြည်ဆိုတာတရုတ်ပြည်ကိုရည်ညွှန်းမှန်းတွေ့နိုင်ပါတယ်တရုတ်ပြည်ဟာနဂါတင်ကေတာနဲ့နိုင်ငံတနိုင်ငံဖြစ်ပြီးတရုတ်လူမျိုးတွေကသူတို့ကိုသူတို့နဂါမျိုးနွယ်တွေလို့ခေါ်ကြတယ်ဒီတော့ဘုရားသခင်ဟာအောင်နိုင်သူတစုကိုစုံလင်စေဖို့အတွက်နောက်ဆုံးသောကာလမှာကိုတော်ရဲ့တရားစီရင်ခြင်းအလုပ်ကိုတရုတ်ပြည်မှာစတင်တာဟာကျမ်းစာကြိုတင်ဟောကြားချက်တွေနဲ့အပြည့်အဝကိုက်ညီနေပါတယ်တရုတ်ပြည်ဟာဖျားမဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်စပြီးအုပ်ချုပ်ကတဲ့ကတရုတ်ကွန်မြူနစ်ပါတီဟာကက်သလစ်အယူဝါဒခရစ်ယာန်ဘာသာနှင့်တခြားအမျိုးမျိုးသောဘာသာရေးယုံကြည်မှုတွေကိုယူသွစွာနှိပ်ကွက်ပြီးပိတ်ပင်တားမြစ်ခဲ့တယ်တရုတ်ကွန်မြူနစ်ပါတီဟာဖျားမဲ့ဝါဒနှင့်ရုပ်ဝါဒကိုယုံကြည်တယ်ဘယ်တော့မှကဲတင်ရှင်ရဲလို့မရှိခဲ့ဘူးလို့ပေါ်ပေါ်ထင်ထင်ကြေညာခဲ့တယ်သူရဲ့ရည်မှန်းချက်ကတော့ဘာသာရေးယုံကြည်မှုအားလုံးကိုဖယ်ရှားရှင်းလင်းဖို့ကွန်မြူနစ်ဝါဒကိုအကောင်အထည်ဖော်ဖို့နှင့်တရုတ်ပြည်နှင့်ကမ္ဘာကြီးကိုဖျားမဲ့နေမြေအဖြစ်တည်ဆောက်ဖို့ပါပဲဒါကြောင့်ခရစ်ယာန်ဘာသာနှင့်ကက်သလစ်အယူဝါဒကိုအယမ်းကိုမုန်းတီးပါတယ်ဘာသာရေးယုံကြည်မှုတွေကိုနှိပ်ကွက်တဲ့သူ့ရဲ့စာရွက်စာတမ်းတွေနဲ့ဝါဒဖြန့်မှုတွေမှာတရုတ်ကွန်မြူနစ်ပါတီဟာကက်သလစ်အယူဝါဒနဲ့ခရစ်ယာန်ဘာသာကိုစိုးရုပ်တဲ့အစွမ်းရောက်ဂိုင်းတွေအနေနဲ့အမြဲတမ်းရှုတ်ချခဲ့ပြီးတမန်ကျမ်းစာကိုလည်းအစွမ်းရောက်ဂိုင်းရဲ့စာအုပ်အနေနဲ့ရှုံချလို့မရေမတွက်နိုင်တဲ့ကျမ်းစာအုပ်တွေကိုတင်စီပြီးမိရှို့ဖျက်ဆီးခဲ့တယ်။ဒါ့အပြင်နိုင်ငံရဲ့ခြားကနေတရုတ်ပြည်ကိုတင်ပို့တဲ့မရေမတွက်နိုင်တဲ့တမန်ကျမ်းစာတွေကိုပင်လယ်ထဲပစ်ချပြီးဖျောက်ဖျက်ခဲ့တယ်။နိုင်ငံခြားခရစ်ယာန်သာသနာပြုတွေကိုနှင်ထုတ်ခဲ့တယ်။တရုတ်လူမျိုးတရားဟောဆရာတွေကိုထောင်ချပြီးအယူဝါဒတွေရိုက်သွင်းပေးခဲ့တယ်။ပြီးတော့မရေမတွက်နိုင်တဲ့ခရစ်ယာန်တွေနဲ့ကက်သလစ်တွေကိုဖမ်းဆီးပြီးရရဆက်ဆက်ညှဉ်းပန်းနှိပ်စက်ခဲ့တယ်။ CCP ရဲ့ဘာသာရေးယုံကြည်မှုအပေါ်ညှဉ်းပန်းနှိပ်စက်မှုဟာကမ္ဘာပေါ်မှာအပြင်းထန်ဆုံးပါပဲ။ဒီမုန်းတီးမှုရဲ့အရင်းခံကတော့ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့အလုတ်အပေါ် CCP ရဲ့ပြင်းထန်တဲ့အမုန်းတရားနဲ့ကြောက်စိတ်တို့အပြင်ဘုရားသခင်ဖော်ပြတဲ့တမန်တရားတွေကိုငြင်းပယ်မှုတို့ကနေအစာပြုပါတယ်။တ
ဒါကြောင့်ဘုရားသခင်နောက်ကိုလိုက်ပြီးတသက်ခံတဲ့သူအားလုံးအပေါ်အစွန်းရောက်တဲ့အမုန်းတရားတွေလည်းတိုးထားတာပေါ့နောက်ဆုံးသောကာလရဲ့ခွတ်တော်ဖြစ်တဲ့အနန္တတကုရှင်ဘုရားသခင်ဟာနှုတ်ကပတ်တော်သည်လူစားတီး၌ပေါ်ထွန်းသည့်ထဲမှာတန်ပေါင်းများစွာသောနှုတ်ကပတ်တော်တွေကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ဘာသာတရားအားလုံးနှင့်ဂိုင်းကနအသီးသီးကပြည်တော်လူအလွှာပေါင်းစုံကတမန်တရားကိုချစ်မြတ်နိုးပြီးဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းကိုတောင်းတကြတဲ့သူတွေဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ရှုခဲ့ပြီးဒီနှုတ်ကပတ်တော်တွေမှာဩဇာအာဏာနဲ့တကုရှိတယ်။အဲ့ဓာတွေဟာတမန်တရားရဲ့ဖော်ပြချက်တွေဖြစ်တယ်။တကယ်ပဲဘုရားသခင်ရဲ့အတန်တော်ဖြစ်တယ်ဆိုတာကိုအတည်ပြုခဲ့ကြတယ်။သူတို့ဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအလုတ်ကိုတယောက်ပြီးတယောက်လက်ခံခဲ့ကြပြီးဘုရားသခင်ရဲ့ပလင်တော်ရှိကိုပြန်လာခဲ့ကြပါတယ်။အနှစ်20ကျော်လေးအတွင်းမှာပဲတရုတ်ပြည်မကြီးတဝန်းလုံးကလူတန်းပေါင်းများစွာဟာအနန္တတကုရှင်ဘုရားသခင်ဘက်ကိုလှည့်လာခဲ့ကြပါတယ်။အခုနှစ်ပိုင်းအတွင်းမှာအနန္တတကုရှင်ဘုရားသခင်ရဲ့နိုင်ငံတော်ဧဝံဂေလိတရားဟာပင်လယ်ရပ်ခြားနိုင်ငံဒေသများစွာကိုဆက်တိုက်ပြန့်နှံ့သွားခဲ့ပြီးကမ္ဘာတဝန်းကပိုများလာတဲ့လူတွေဟာနောက်ဆုံးသောကာလရဲ့နိုင်ငံတော်ဧဝံဂေလိတရားကိုလက်ခံနေကြပါတယ်။ CCP ဟာအနန္တတကုရှင်ဘုရားသခင်အသင်းတော်ရဲ့လျင်မြန်တဲ့ဖွံ့ဖြိုးတိုးတက်မှုကိုအထူးသဖြင့်ထိတ်လန့်တုန်လှုပ်နေပါတယ်။ဘာလို့လဲဆိုတော့လူသားမျိုးနွယ်ကိုကယ်တင်ဖို့ဘုရားသခင်ကြွလာခြင်းဖြစ်တဲ့ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့အလုတ်ထက်ပိုပြီးသူကြောက်တာဘာမှမရှိလို့ပါပဲ။သူဟာတမန်တရားပြန့်နှံ့မှာကိုအနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေမြေကြီးပေါ်မှာတကုအာဏာရရှိမှာကိုတော်တော်ကိုကြောက်ပါတယ်။သူဟာခရိယန်တွေကဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့အလုတ်ကိုတည်ခံမှာကိုကြောက်တယ်။ပြီးတော့လူသားမျိုးနွယ်အားလုံးကအနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအလုတ်ကိုလက်ခံပြီးကိုရောနှုတ်ကပတ်တော်တွေကနေတဆင့်တမန်တရားကိုနားလည်လာမှာ CCP ရဲ့ဆိုရုပ်ပြီးခင်နောက်ပြန်ဆွဲတဲ့အနှစ်သာရကိုထိုးထွင်းမြင်သွားမှာနောက်ဆုံးမှာသူကိုသူတို့ရဲ့စနှလုံးထဲကနေညှင်းပယ်သွားမှာကိုကြောက်ပါတယ်တကယ်လို့သာအဲ့ဒီလိုဖြစ်သွားခဲ့ရင်တရုတ်လူမျိုးတွေကိုထောင်ဝရထိန်းချုပ်ပြီးကြုံပြူဖို့နဲ့ကဘာကြီးကိုစိုးမိုးဖို့ဖြစ်တဲ့ CCP ရဲ့ဒုက္ခပေးမဲ့ရည်မှန်းချက်နဲ့လျှို့ဝှက်ကြံစီမှုဟာအပြည့်အဝပျက်စီးသွားမှာပါသူရဲ့အာဏာရှင်အစိုးရကိုထိမ့်သိမ်းဖို့နဲ့တရုတ်ပြည်ကိုဖျားမဲ့ဇုံအဖြစ်တည်ဆောက်ဖို့အတွက်အနန္တတကုရှင်ဘုရားသခင်ပေါ်ထွန်းပြီးအလုတ်စတင်ခဲ့တဲ့1990ခုနှစ်အစောပိုင်းကတည်းက CCP ဟာအနန္တတကုရှင်ဘုရားသခင်အသင်းတော်ကိုပမာဏကြီးမားတဲ့နှိပ်ကွက်မှုတွေဖန်ဆီးမှုတွေပြုလုပ်ခဲ့ပါတယ်အနန္တတကုရှင်ဘုရားသခင်အသင်းတော်ကဘုရားသခင်ရွေးချယ်ထားတဲ့လူတွေအပေါ် CCP ရဲ့ညှဉ်းပန်းနှိပ်စက်မှုဟာတော်တော်ကိုပြင်းထန်ပါတယ်နောက်ဆုံးသောကာလမှာဘုရားသခင်ပြုလုပ်ခဲ့ပြီးဖြစ်တဲ့အောင်နိုင်သူတစုဟာအဲ့ဒီလိုညှဉ်းပန်းနှိပ်စက်မှုနဲ့ဆင်းရဲဒုက္ခအောက်မှာပေါ်ထွက်လာတာပါဘုရားသခင်ဟာသူ့ကိုအပြင်းအထန်ဆုံးအတိုက်အခံလုပ်တဲ့နိုင်ငံဖြစ်တဲ့တရုတ်ပြည်မှာအောင်နိုင်သူတစုကိုအရင်ဆုံးပြုလုပ်ခဲ့တဲ့ဆိုတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်မှာပြောထားသလိုပါပဲယေဟောဝါ၏အမှုမှာကဘာကိုဖန်ဆင်းခြင်းဖြစ်ပြီးယင်းမှာအစအဦးဖြစ်သည်အမှု၏ယခုအစင်မှမူအမှု၏အဆုံးဖြစ်ပြီးဏိဂုံးဖြစ်သည်အစပိုင်းမှာဘုရားသခင်၏အမှုကိုဣသရေလ၏ရွေးချယ်ခံရသည့်သူများကြားတွင်ဆောင်ရွက်ခဲ့ပြီးထိုအရာမှာနေရာအလုံးထဲကအတန့်ရှင်းဆုံးနေရာ၌ခေတ်တစ်ခု၏အစဖြစ်ခဲ့သည်အမှု၏နောက်ဆုံးအဆင့်ကိုနိုင်ငံများအလုံးထဲမှမတန့်ရှင်းဆုံးနိုင်ငံတွင်ဆောင်ရွက်ပြီးလောကကိုတရားစီရင်လျက်ခေတ်ကြီးကိုအဆုံးသတ်ရန်ဖြစ်သည်ပထမအဆင့်တွင်ဘုရားသခင်၏အမှုကိုနေရာအလုံးထဲမှအတောက်ပဆုံးနေရာတွင်ဆောင်ရွက်ခဲ့ပြီး
နောက်ဆုံးအဆင့်ကိုမူနေရာအလုံးထဲမှအမောင်မိုက်ဆုံးနေရာတွင်ဆောင်ရွက်ခြင်းဖြစ်လျက်ဤအမောင်ထုကိုမောင်းထုတ်ပစ်ကာအလင်းရောင်ကိုယူဆောင်ပေးပြီးလူအလုံးကိုသိမ်းပိုက်မည်ဖြစ်သည်နေရာအလုံးထဲမှမတန့်ရှင်းဆုံးနှင့်အမောင်မိုက်ဆုံးဖြစ်သောဤနေရာမှလူတို့ကိုသိမ်းပိုက်ပြီး၍၎င်းတို့အလုံးကစစ်မှန်သောဖျားဖြစ်သည့်ဖျားသခင်ရှိသည်ကိုအတိအမှတ်ပြုပြီးလူတိုင်းသည်အကျွင်းမဲ့လက်ခံယုံကြည်လာပြီးသောအခါစัจ java လာတစ်ခုလုံး၌သိမ်းပိုက်ခြင်းအလုပ်ကိုဆောင်ရွက်ရန်ဤအချက်ကိုအသုံးပြုမည်ဖြစ်သည်အမှုဤအစဉ်မှာသင်္ကေတသဘောဆောင်သည်ဤခေတ်ဤအမှုကိုဆောင်ရွက်ပြီးသည်နှင့်နှစ်ပေါင်း6000ကြာခဲ့သည့်စီမံခန့်ခွဲမှုအလုပ်သည်လုံးဝအဆုံးသတ်လိမ့်မည်နေရာများအားလုံးထဲမှအမောင်မိုက်ဆုံးနေရာ၌ရှိသောသူတို့ကိုသိမ်းပိုက်ပြီးသည်နှင့်အခြားနေရာတိုင်းတွင်အလားတူဖြစ်လာမည်မှာပြောစရာမလိုတော့ပေသို့ဖြစ်၍တရုတ်နိုင်ငံရှိသိမ်းပိုက်ခြင်းအလောက်ကသာလျှင်အတိတ်ပဲပြေးဝသည့်သင်္ကေတဖြစ်တရုတ်ဖော်မှုပါရှိသည်တရုတ်နိုင်ငံသည်အမောင်စွမ်းအားများအားလုံးကိုပုံဖော်နေပြီးတရုတ်နိုင်ငံမှလူတို့သည်ဇာတိပကတိစာတန်နှင့်အတွေးအသားတို့နှင့်ဆက်ဆိုင်သောသူများအားလုံးကိုကိုးစားပြုသည်နေရာများစွာတွင်ဘုရားသခင်သည်တည်နေပြည်တွင်အောင်မြင်သူများအုပ်စုတစုကိုသူရရှိနေလိမ့်မည်ဟုပရောဖက်ပြုထားပြီးဖြစ်သည်အောင်မြင်သူများကိုရရှိမည်မှာကဘာဤအရှိပိုင်းတွင်ဖြစ်သည်ထို့ကြောင့်သူဤဒုတိယအကြိမ်လူစားသည့်ခံခြင်းတွင်ဘုရားသခင်ခြေချသည့်နေရာမှာအစင်းနီသောနဂါးကြီးမှခွေလျက်လဲလျောင်းသောနေရာအတိအကျဖြစ်သည့်တည်နေပြီးဖြစ်သည်မှာတေချပေသည်ထိုနေရာတွင်အစင်းနီသောနဂါးကြီးအနေဖြင့်လုံးလုံးလျားလျားနှိမ်နှင်းခံရကာအရှက်ရစေဖို့ဘုရားသခင်သည်ယင်းဤတားဆင်မြေဆက်များကိုရယူလိမ့်မည်ဖြစ်သည်ဘုရားသခင်သည်အလွန်အမင်းဆင်းရဲဒုက္ခခံရသည့်ဤလူများကိုနိုးထစေဖို့၎င်းတို့ကိုလုံးလုံးနိုးထစေဖို့မြူထဲမှ၎င်းတို့ကိုထွက်လျှောက်စေကာအစင်းနီသောနဂါးကြီးကိုညင်းပယ်စေဖို့လှုပ်ဆောင်လိမ့်မည်၎င်းတို့သည်မိမိတို့၏အိမ်မက်မှနိုးထလိမ့်မည်အစင်းနီသောနဂါးကြီး၏အခြေအမြစ်ကိုတီးလိမ့်မည်၎င်းတို့၏နှလုံးသားတစ်ခုလုံးကိုဘုရားသခင်ထံပေးအပ်နိုင်လိမ့်မည်အမောင်အင်အားများ၏ဖိနှိပ်မှုမှတိုးထွက်လိမ့်မည်ကဘာ၏အရှိအရက်တွင်ထရက်ကဘုရားသခင်အောင်မြင်ခြင်းတသက်ဖြစ်လာလိမ့်မည်ဤနည်းဖြစ်တာဘုရားသခင်သည်ဘုန်းအတည်ရရှိလိမ့်မည်ဒါကြောင့်ကိုတော်ရဲ့အလုတ်အဆင့်တိုင်းအတွက်ဘုရားသခင်ရွေးချယ်တဲ့နေရာနဲ့လူတွေဟာကိုတော်ရဲ့အလုတ်လိုအပ်ချက်တွေအရာသတ်မှတ်ထားပြီးနက်နဲတဲ့အတိတ်ပဲရှိပါတယ်အားလုံးဟာလူသားမျိုးနွယ်အားလုံးကိုကယ်တင်ဖို့ရည်ရွယ်ချက်အတွက်ပါပဲနောက်ဆုံးသောကာလမှာဘုရားသခင်လှုပ်ဆောင်တဲ့အလုတ်ဟာတရားစီရင်ခြင်းနှင့်တန်ဆင်ခြင်းအလုတ်ဖြစ်ပါတယ်ကိုတော်ရဲ့ရည်ရွယ်ချက်ကတမန်တော်ကိုဖော်ပြပြီးလူသားရဲ့ဖောက်ပြန်ပျက်စီးမှုနှင့်မဖြောင့်မတ်မှုကိုတရားစီရင်ဖို့နဲ့ဖော်ထုတ်ဖို့ပြီးတော့လူသားမျိုးနွယ်စီကိုကိုတော်ရဲ့ဖြောင့်မတ်တဲ့အမျက်ထွက်တတ်တဲ့ပုံကံပြမလို့မရတဲ့စိတ်တော်ထားကိုထုတ်ဖော်ဖို့ဖြစ်တဲ့အတွက်ကိုတော်ဟာအပြင်းထန်ဆုံးဖောက်ပြန်ပျက်စီးပြီးသူ့ကိုအတိုက်အခံအလုဆုံးသူတွေကိုနမူနာကိုယ်စားလှယ်တွေအဖြစ်ရွေးချယ်ရမှာဖြစ်ပါတယ်ဒီလိုနီးနဲ့သာကိုတော်ရဲ့အလုဟာအကောင်းဆုံးရလဒ်တွေကိုရရှိနိုင်မှာပါလူတိုင်းသိကြတဲ့အတိုင်းလူသားမျိုးနွယ်တစ်ရက်လုံးထဲမှာတရုတ်လူမျိုးတွေဟာအဖိနှိပ်ခံရဆုံးစာတန်ရဲ့အပြင်းထန်ဆုံးဖောက်ပြန်ပျက်စီးတာခံရပြီးအညစ်ညမ်းဆုံးနဲ့အယုံညံ့ဆုံးဖြစ်ကြပါတယ်သူတို့ဟာဘုရားသခင်ကိုအပြင်းထန်ဆုံးညှင်းပယ်ပြီးအတိတ်အခန့်လောက်ကြတယ်ဒါကြောင့်သူတို့ဟာဖောက်ပြန်ပျက်စီးတဲ့လူသားမျိုးနွယ်ရဲ့ကိုယ်စားလှယ်တွေဖြစ်နေတာပါတကယ်လို့ဘုရားသခင်ကလူသားမျိုးနွယ်ထဲကအညစ်ညမ်းဆုံးနဲ့
အဖောက်ပြန်ပျက်စီးဆုံးသူတွေကိုသိမ်းပိုက်နိုင်ခဲ့ရင်ဒါဟာလူသားမျိုးနွယ်အားလုံးကိုသိမ်းပိုက်တာနှင့်ညီမျှပါတယ်ဒါဟာလူတွေကိုဘုရားသခင်ရဲ့တန်ရှင်းပြီးဖြောင့်မတ်တဲ့စေတဘောထားကိုတက်တည်ခံခွင့်ပေးပြီးနောက်ဆုံးမှာကိုတော်ရှေးမောက်ကိုချီးမွမ်းခြင်းနဲ့လာစေပါတယ်ဒါဟာဘုရားသခင်ရဲ့အလုံနောက်ွယ်ကဉာဏ်ပညာကိုဖော်ပြနေတာပါပဲနှစ်ဒီအောင်နိုင်သူတွေဟာဧဝံဂေလိတရားကိုဘယ်လိုဖြန့်ဝေပြီးဘုရားသခင်အတွက်တက်တည်ခံကြသလဲအနန္တတကုရှင်ဘုရားသခင်ဟာတရုတ်ပြည်မှာသူရဲ့ပေါ်ထွန်းခြင်းနဲ့အလောက်ကတဆင့်အောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်ဒီလူတွေဟာကြီးမားတဲ့ဆင်းရဲဒုက္ခထဲကနေအမှန်တကယ်ထွက်ပေါ်လာခဲ့ကြတာပါစာတန်ဆန်တဲ့အစိုးရရဲ့လက်ထဲမှာရက်ဆက်ကြမ်းကြုတ်တဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံရပေမဲ့သူတို့ဟာသူတို့အသက်ကိုစွန့်စားပြီးဘုရားသခင်နောက်ကိုဆက်လိုက်ခဲ့ကြကာတကိုးကြီးပြီးအားကောင်းတဲ့တက်တည်ခံချက်တွေကိုခံခဲ့ကြပါတယ်ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေအပေါ် CCP ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေဟာတက်တည်အထောက်အထားအပြည့်အစုံရှိပါတယ်ဒီလိုဆိုရင်ဒီအောင်နိုင်သူတွေဟာတိတိကျကျဘာတွေကိုတွေးကြုံခံစားခဲ့ရသလဲမပြေဆုံးတဲ့ဇယင်းအင်းတွေအရာ2012ခုနှစ်ကနေ2024ခုနှစ်အတွင်းအနည်းဆုံးညီအကိုမောင်နှမ293ယောက်ဟာ CCP ရဲ့ဖမ်းဆီးပြီးတည်တဲ့အထိနှိပ်စက်တာကိုခံခဲ့ရပါတယ်လူပေါင်း4,800,000နီးပါးဖမ်းဆီးခံခဲ့ရပါတယ်ပြီးတော့လူပေါင်းတောင်းနဲ့ချီပြီးပင်လယ်ရချားကိုမဖြစ်မနေထွက်ပြေးခဲ့ရပါတယ်ဖမ်းဆီးခံရတဲ့သူတွေထဲမှာမရေမတွက်နိုင်တဲ့လူတွေဟာနှိပ်စက်ခံခဲ့ရပြီးမတန်ဆွမ်းမှုတွေဒါမှမဟုတ်တသက်တာကြံရစ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဖြစ်စေခဲ့ပါတယ်ဒီကိန်းကနန်းတွေဟာအနန္တတကုရှင်ဘုရားသခင်အသင်းတော်ကခရစ်ယာန်တွေအပေါ် CCP ရဲ့ညှဉ်းပန်းနှိပ်စက်မှုနဲ့ပတ်သက်တဲ့အတိုင်းအတာအမှန်ရဲ့အစွန်အဖျားလေးပဲရှိသေးတယ်။ CCP ရဲ့တင်းကျပ်တဲ့ပိတ်ဆို့မှုနဲ့ပြင်းထန်တဲ့ဖိနှိပ်မှုတွေကြောင့်ခရစ်ယာန်များစွာဟာပျောက်ဆုံးသွားတာဒါမှမဟုတ်အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးပြေဆုံးတဲ့အချက်လက်တွေကိုစုစည်းဖို့မဖြစ်နိုင်တော့ပါဘူး။ CCP ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေရှိပေမဲ့ဧဝံဂေလိတရားကိုဖြန့်ဝေဖို့နဲ့ဘုရားသခင်ကိုတက်တည်ခံဖို့ညီအကိုမောင်နှမတွေရဲ့စိတ်ပိုင်းဖြတ်ချက်ဟာရင်းရိုင်တာမျိုးမရှိပါဘူးသူတို့ရဲ့နာကျင်မှုနဲ့ဒုက္ခဝေဒနာတွေကြားထဲကနေသူတို့ဟာအောင်နိုင်သူတွေအဖြစ်ဆက်တိုက်တက်တည်ခံခဲ့ကြပါတယ်တရုတ်ပြည်မကြီးတဝန်းလုံးကဂိုင်းကနအားလုံးထဲကတမန်တရားကိုစိတ်ပါလက်ပါရှာဖွေပြီးဘုရားသခင်ကိုစိတ်ရင်းမှန်နဲ့တောင်းတတဲ့သူတွေဟာအနန္တတကုရှင်ဘုရားသခင်စီကိုပြန်လာခဲ့ကြပါတယ်လူတန်းပေါင်းများစွာဟာဘုရားသခင်ရဲ့အလုပ်ကိုလက်ခံခဲ့ကြပါတယ်ဘုရားသခင်ဟာတရုတ်ပြည်မှာကိုတော်ရဲ့စိတ်တော်နှင့်တညီတညွတ်တီးဖြစ်တဲ့လူတွေကိုအောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်နိုင်ငံတော်ဧဝံဂေလိတရားဟာတရုတ်ပြည်မှာကြီးတဝန်းလုံးကိုပြန့်နှံ့သွားယုံတာမကပင်လယ်ရက်ချာနိုင်ငံအများကြီးကိုပါရောက်ရှိခဲ့တာအချိန်ကြာမြင့်နေပါပြီဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ကိုတော်ရဲ့နာမတော်ဟာအိမ်ထောင်စုတန်းပေါင်းများစွာကိုပြန့်နှံ့သွားခဲ့ပြီးလူတန်းပေါင်းများစွာဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နာမတော်အောက်ကိုရောက်ရှိလာခဲ့ကြပါတယ်နိုင်ငံတော်ဧဝံဂေလိတရားပြန့်နှံ့ခြင်းကနေတဆင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့အနန္တတကုကိုတွေ့မြင်ခဲ့ရပါတယ်စာတန်ဆန်တဲ့အင်အားစုတွေဘလောက်ပဲစိုးသွမ်းနေပါစေဒါမှမဟုတ်ဘုရားသခင်ရဲ့အလုပ်ကိုအတိုက်အခံလုပ်ဖို့ဘယ်လိုပဲပူးပေါင်းကြပါစေသူတို့ရဲ့ကြိုးပမ်းမှုတွေအားလုံးဟာနောက်ဆုံးမှာတော့အချင်းကြီးပါပဲကဲအခုတရုတ်လူမျိုးညီအကိုမောင်နှမတွေညှဉ်းပန်းနှိပ်စက်မှုနဲ့ဆင်းရဲဒုက္ခတွေထဲသူတို့ရဲ့တည်တည်ခံချက်မှာဘယ်လိုခိုင်ခိုင်မာမာရပ်တည်ပြီးဘုရားသခင်ကိုကျေနပ်စေခဲ့တယ်လဲဆိုတာနားလည်ဖို့သူတို့ရဲ့အတွေ့အကြုံဆိုင်ရာတည်တည်ခံချက်တွေကိုကြည့်ကြရအောင်ဒီနေရာနိုင်ငံရေးသဘောတရားဆိုင်ရာလေ့လာရေးသင်တန်းမယ်အထူးသဖြင့်မင်းတို့လိုနာနာတကုရှင်ဘုရားသခင်ကိုယုံကြည်သူတွေအတွက်ပေါ့
ဖွဲ့စည်းပုံအခြေခံဥပဒေကဘာသာရေးလွတ်လပ်ခွင့်ပေးထားမလားကျွန်တော်ဥပဒေမချိုးဖောက်ဘဲနဲ့ဘာလို့အဖမ်းခံရတာလဲ အစိုးရလိုအပ်အကုန်လုံးပါပဲတနိုင်ငံလုံးမှာပညာပေးနဲ့ပြုပြင်မှုမှန်ရေးစင်တာတွေကိုငါတို့ဖွင့်ခဲ့တယ်မင်းတို့ရဲ့ဖျားယုံကြည်တဲ့အတွေးခေါ်ကိုငါတို့ကရှင်းပြချင်တာနောက်ပြီးတော့မင်းတို့ကိုမတ်စဝါတွေဖျားမဲ့တွေဖြစ်လာအောင်ကူညီပေးချင်တာ နာနာတကိုးရှင်ဘုရားသခင်ကိုယုံကြည်တော့မင်းအတွက်ဘာအကျိုးကျေးဇူးရလဲ ကျွန်တော်တို့လူသားတွေကစာတန်ဖြက်စီးတာတော်တော်ခံထားရလို့ဖះကိုညှင်းပယ်အားခံကြတယ်အနန္တတကုရှင်ဘုရားသခင်ကိုယုံကြည်မှသာကျွန်တော်တို့ကအပြစ်နဲ့စာတန်ရဲ့ဆွမ်းအားကနေလွတ်မြောက်နိုင်တယ်ဖះရဲ့ကယ်တင်ခြင်းကိုရရှိနိုင်တယ်လူတွေအတွက်ဘုရားပြင်ဆင်ထားတဲ့လှပတဲ့ပန်းတိုင်ကိုရောက်ရှိနိုင်တယ် အနန္တတကိုးရှင်ဘုရားကယ်တင်ရှင်လို့မင်းပြောတယ်ဒါပေမဲ့အဲ့ဒါလက်တွေ့မဆန်ဘူးကွန်မြူနစ်တန်ပြန်တဲ့ချင်းမှာလောကမှာဘယ်ကယ်တင်ရှင်တယောက်မှမရှိခဲ့ဘူးတဲ့ မင်းတို့အသင်းတော်ကတာမန်လူတယောက်ကိုဖះအဖြစ်ကိုးကွယ်ပြီးနားခံတယ်တကယ်တမ်းတော့မင်းတို့ကလူတယောက်ပေါ်ယုံကြည်နေတာပဲ အနန္တတကုရှင်ဘုရားသာဓမ္မတရားကိုဖော်ပြပြီးလူတွေကိုကယ်တင်နိုင်တာလူစားတိကံဘုရားလွယ်လို့ဘယ်ကြီးမြတ်ကြော်ကြားသူမှဓမ္မတရားကိုမဖော်ပြနိုင်ဘူးအနန္တတကုရှင်ဘုရားနှုတ်ကပတ်တော်တွေကိုကျွန်တော်ကြားခဲ့ပြီးအားလုံးကဓမ္မတရားနဲ့ဘုရားအသံတော်ပဲဒါကြောင့် तू ကကဘာကိုကြွလာတဲ့စစ်မှန်တဲ့ကယ်တင်ရှင်ဆိုတာကျွန်တော်တို့သိပါတယ် မင်းကတကယ်ကိုခေါင်းပါတယ်မင်းဒီကိုရောက်တာနဲ့မင်းစန္ဒမရှိရင်တော့မပြောင်းလဲမရဘူးမဟုတ်ရင်ထောင်ကြမှာ CCP ကအုပ်ချုပ်တဲ့နေရာမှာသူ့ကိုမနာခံပဲမင်းအသက်မရှင်နိုင်ဘူးဖះကိုယုံကြည်သူတွေကထောင်ထဲမှာတော်တော်ဆိုးဆိုးဒုက္ခခံရတယ်တချို့ဆိုအဲ့မှာသေတောင်သေးတယ် ဆရာဝန်ခေတ်ကာလရဲ့တခြားမှာသခင်ယေရှုနောက်လိုက်ခဲ့တဲ့တန်ရှင်းသူတွေမှာအပန်းခံရပြီးအသက်တောင်ဆွန့်ကြရတယ်ဒါကဖြောင်းမှတ်ခြင်းအတွက်ဖိနှိပ်ခံရတာသခင်ယေရှုပြောခဲ့သည်မှာအကျဉ်သူသည်မိမိလက်ဝဲကပ်တိုင်ကိုထမ်း၍ငါနောက်တော့မလိုက်ထို့သူသည်ငါနဲ့မထိုက်မတန် ငါတကယ်မလုပ်ရင်မင်းလိမ့်လိမ့်မာမာနေဖို့မှတ်မှာမဟုတ်အသင်းတော်အကြောင်းမင်းသိတာအကုန်ပြောငါတို့ကိုပြောစမ်း ဘုရားသခင်ကျွန်တော်တကယ်ကိုမခံနိုင်ဘူးကျေးဇူးပြုပြီးကျွန်တော်ကိုကာကွယ်တော်မူပါလူတို့သည်၎င်းတို့၏ဘဝများကိုစွန့်လွတ်ရန်အစဉ်သင့်ဖြစ်သည့်အခါရာရာတိုင်းသည်အသေးအဖွဲဖြစ်လာကြပြီးမိသူမြ၎င်းတို့ကိုခက်ခဲအောင်ပြုလုပ်နိုင်ခြင်းမရှိတော့ချေအသက်ထက်မိသည့်အရာသည်တာ၍အရေးကြီးနိုင်မည်နီ ဖြေလေမင်းအိမ်ပြန်ခြင်းလားထောင်ထဲသွားခြင်း ကျွန်တော်ကယ်တင်ရှင်အနန္တတကုရှင်ဘုရားသခင်ကိုလက်ခံခဲ့ပြီးဖောက်ပြန်ပျက်စီးရဲ့လူသားမျိုးနွယ်အတွက်ကယ်တင်ခြင်းလမ်းကိုတွေ့ပြီးဒါကိုကျွန်တော်မစွန့်လွတ်နိုင်ဘူးကျွန်တော်ဘယ်နှစ်ပဲစီရင်ချက်ချခံရပါစေဘလောက်ပဲဒုက္ခခံရပါစေကျွန်တော်ဖះနောက်ကိုအဆုံးထိလိုက်မယ်ဒါကျွန်တော်ရွေးချယ်မှုပဲ ရန်ကြီးဖះကိုယုံပြီးအေးဝင်ကလေးဟောတဲ့မင်းရဲ့ပြစ်မှုကိုမင်းနားလေလား အဲ့ဓာတွေအားလုံးကတရားဝင်ပါတယ်ကျွန်တော်တရားမဝင်တာဘာမှလုပ်မထားဘူးကယ်တင်ရှင်ပေါ်ထွန်းပြီးကြွလာပြီသူကအနန္တတကုရှင်ဘုရားသခင်ပဲ ဘာကက်တင်ရှင်လဲဒီကဘာမှာဘယ်နေရာမှာကက်တင်ရှင်ရှိလို့လဲဘယ်တော့မှကက်တင်ရှင်မရှိဘူး ကွန်မြူနစ်ပါတီကဖျားကိုးကွယ်မှုအားလုံးကိုစန့်ကျင်တဲ့မတ်စလီနင်ဝါဒဖျားမဲ့ပါတီပဲ ဘုရားနှုတ်ကပတ်တော်ကိုမဖတ်နိုင်တဲ့အခါနေတိုင်းကခက်ခဲတယ်အစင်းနီတော်ငကားကြီးဤပြည်တွင်သူ့အမှုကိုဆောင်ရွက်ရန်ဘုရားအတွက်လွယ်သောအလုံးမဟုတ်သို့တော်ဘုရားသည်သူဤဉာဏ်ပညာနှင့်အံ့ဖွယ်လှုပ်ဆောင်ချက်များကိုပြလျက်ပြီးလျင်ဤလူစုကိုစုံလင်စေရန်ဤအခွင့်အရေးကိုအသုံးပြုရင်းသူအမှုအဆင့်တစ်ခုကိုလှုပ်ဆောင်သည်မှာဤအခက်ခဲမှတစ်ဆင့်ဖြစ်သည် လေးနှစ်အတွင်းမှာဖယားနှုတ်ကပတ်တော်ပထမဆုံးကြားရတာပဲ နောက်ပိုင်းမှာကျွန်တော်အခြေအနေကဆိုးလာတယ်ဒီထောင်ထဲမှာတည်သွားမှာစိုးရိမ်နေ ကြည်ရင်ဒါဘုရားနှုတ်ကပတ်တော် အမှုဤအဆင့်တွင်ငါတို့ထံမှအဆုံးစွန်ယုံကြည်ခြင်းနှင့်ချစ်ခြင်းတို့လိုအပ်ပေသည်အမှုဤအဆင့်သည်ရခင်အဆင့်များအားလုံးမှကွဲပြားခြားနာသည့်အတွက်အနှဲငယ်တတိလက်လွတ်ဖြစ်ခြင်းမှငါတို့ခလုတ်တိုက်မိကောင်းတိုက်မိနိုင်သည်ဖျားသည်မြင်၍မရနိုင်တဲ့ကဲ့သို့လက်ဆုပ်လက်ကင်ပြ၍လည်းမရသည်လူသားဤယုံကြည်ခြင်းကိုစုံလင်စေ၏
ရားသခင်လှုပ်ဆောင်သည့်အရာမှာနှုတ်ကပတ်တော်များကိုယုံကြည်ခြင်းချစ်ခြင်းနှင့်အသက်တို့အဖြစ်သို့ပြောင်းလဲခြင်းဖြစ်သည် တန်းစီကြစစ်မဲ့ ဟေးမင်းဘာလုပ်တာလဲ ရှာစမ်း ဒီစာတို့ကိုဘသူပေးတာလဲ ငါကွာပြောနေမပြောရင်တက်ပြမယ် သူပဲသူကတခြားပန်းရဲ့ယုံကြည်သူတွေနဲ့အထိတွေ့ရှိတယ် ရန်ကောင်းရဒုက္ခရောက် အကုန်လုံးကိုရှာဒီနေရာမှာစာတို့ဖြန်ရတယ်ပေါ့ခေါ်သွား သွားစာတော့ပြည့်ချင်အောင်ကွာကြာ ကျွန်တော်မှာဖះနှုတ်ကပတ်တော်ရှိသေးတယ်ခမည်းယူဖို့တတ်တရှိလားရှိရပေါ့ ဤလူသားမျိုးနွယ်သည်ဖန်ဆင်းရှင်ဤခေါ်တန်နှင့်အတန်တော်ကိုကြားရန်သာလိုပြီးဤအတန်ဤအရင်အမြင့်ကိုရှာရန်သူသည်မတ်တက်ရပြီးအပြေးအလွှာသွားလိမ့်မည်ဤလူသားမျိုးနွယ်သည်ဖန်ဆင်းရှင်ဤပုံတံကိုတွေ့ရန်သာလိုပြီးသူသည်သူကိုယ်သူဖျားထံအနှံ့ရန်အားလုံးကိုဂရုမစိုက်တော့ပဲအရာအားလုံးကိုစွန့်လွတ်ပြီးဖျားအတွက်သူ့ဘဝကိုပင်ချပေးလိမ့်မည်မြန်လို့ ဟာ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 အတော့မကြောက်အခြေအနေကဘာပဲဖြစ်နေနေဖះကိုအားကိုးရမယ်ဖះသခင်ကငါတို့ရဲ့အထောက်ပံ့ဖြစ်တယ်ဆိုတာကိုယုံကြည်ရမယ် သူ့ကိုချက်ချင်းခွဲစိတ်ကူးသားဖို့လိုတယ်နှောင်နေနေရင်သူက2လ3လအထိပဲအသက်ရှင်နိုင်မယ် ဖျားခါပြောသည်တစုံတရာကိုပကယ်ဒီမျက်စိဖြင့်မမြင်နိုင်သည့်အခါယုံကြည်ခြင်းလိုအပ်သည်တင်ဤကိုယ်ပိုင်ယူဆများကိုလက်မလွတ်နိုင်သည့်အခါတွင်ယုံကြည်ခြင်းလိုအပ်သည်တင်သည်ဖျားအမှုနှင့်ပတ်သက်၍မရှင်းလင်းသည့်အခါယုံကြည်ခြင်းရှိရန်ခိုင်မာသောယက်တိချက်ရှိရန်နှင့်တင်ဤတသက်ခံချက်တွင်ခိုင်မာစွာယက်တိရန်လိုသည် ဖះနောက်ကိုအဆုံးထိလိုက်ရမယ်ဖះကိုဘယ်တော့မှမစွန့်ခွာရအောင်ဒါမင်းရဲ့စစ်ပိုင်းဖြတ်ချက်မဟုတ်ဘူးလားမေ့သွားပြီလားတရားနောက်ကိုလာမမေပူအမေချရာအမေချရာ ကျွန်တော်တို့အခုလေးတင်ကြီးခဲ့ရတဲ့ညီအကိုမောင်နှမနည်းနည်းရဲ့ဇလန်းတွေဟာအသေးအဖွဲလေးပဲရှိသေးတယ်တကယ်တော့ဒီလိုဇလန်းတွေထောင်ပေါင်းများစွာတောင်ပေါင်းများစွာရှိနေပါသေးတယ်မရေမတွက်နိုင်တဲ့ညီအကိုမောင်နှမတွေဟာ CCP ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ညင်ပန်းနှိပ်စက်မှုကိုခံခဲ့ရပြီးဘုရားသခင်အတွက်တကိုးကြီးတဲ့တသက်ခံချက်ကိုခံခဲ့ကြပါတယ်သူတို့ဟာတေသည့်တိုင်အောင်အနန္တတကုရှင်ဘုရားသခင်နောက်ကိုလိုက်လျှောက်ဖို့တစ္ဆာဆိုခဲ့ကြတယ်။ဘယ်စာတန်ဆန်တဲ့အင်အားစုကားမှသူတို့ကိုအနိုင်မယူနိုင်ပါဘူး။ဒီလူတွေဟာဘုရားသခင်နောက်ကိုလိုက်ဖို့သူတို့အသက်ကိုစွန့်စားချင်ကြတယ်။အဆုံးတိုင်အောင်ကိုတော့အပေါ်တစ္ဆာဆောင်တီးကြတယ်။ဘယ်သူကမှသူတို့ကိုအထင်အမြင်မှားအောင်လုပ်လို့မရဘူး။ဘယ်သူကမှသူတို့ကိုအနိုင်မယူနိုင်ပါဘူး။ဒါဟာအနန္တတကုရှင်ဘုရားသခင်ပြုလုပ်ခဲ့တဲ့အောင်နိုင်သူတစုပါပဲအောင်နိုင်သူတွေရဲ့တသက်ခံချက်ဆိုတာကတော့ရင်းရိုင်ချင်းမရှိတဲ့ယုံကြည်ခြင်းတစ်ခုပါပဲတည်ခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါမှာတောင်ဖန်ဆီးမှုနဲ့ညှဉ်းပန်းနှိပ်စက်မှုကို
ရင်ဆိုင်ရတဲ့အခါသူတို့ဟာဘုရားသခင်အတွက်သူတို့ရဲ့တက်တည်ခံချက်မှာခိုင်ခိုင်မာမာရပ်တည်ဖို့အရာအားလုံးကိုစွန့်စားကြတယ်။ဒါဟာသူတို့ကိုအောင်နိုင်သူတွေဖြစ်စေတဲ့အရာပါပဲ။စာတန်ရှိမှဒီလောက်ခိုင်မာပြီးအားကောင်းတဲ့တက်တည်ခံချက်ကိုခံနိုင်တဲ့သူတွေပေါ့။ဒီတက်တည်ခံချက်တွေဟာစစ်မှန်ပြီးအွန်လိုင်းမှာတင်ထားပြီးသားမှုဘယ်သူမဆိုအချိန်မရွေးကြည့်ရှုနိုင်ပါတယ်။ဒီအောင်နိုင်သူတွေဟာအနန္တတကုရှင်ဘုရားသခင်ရဲ့အလုတ်ကိုတက်တည်ခံဖို့သူတို့ရဲ့အသက်တွေကိုအသုံးပြုခဲ့ကြပြီးဘုရားသခင်ဟာစာတန်ကိုအနိုင်ယူခဲ့ပြီးပြီဆိုတာကိုကျွန်တော်တို့ကိုပြသနေပါတယ်။အောင်နိုင်သူတွေပေါ်ထွက်လာခဲ့ပြီးဖြစ်တယ်လို့ဘုရားသခင်ရဲ့ကြီးမြတ်တဲ့အလုတ်ပြီးမြောက်အောင်မြင်သွားပြီ။စာတန်ဆန်တဲ့အစိုးရရဲ့ဒီလောက်ပြင်းထန်တဲ့နှိပ်ကွပ်မှုဖန်ဆီးမှုအန္တရာယ်ပြုမှုတွေကြားမှာဒီလူတစုဟာဘာကြောင့်များချိန်မုံခံရတာမျိုးဖယ်ရှားရှင်းလင်းခံရတာမျိုးမရှိရတာလေအာနာပိုင်တွေကဝရန်ထုတ်ထားပေမယ့်လူတွေအများကြီးဟာဘာကြောင့်များသူတို့ရဲ့တာဝန်တွေကိုဆက်ပြီးကောင်းကောင်းဖြည့်ဆည်းနေကြသေးတာလေဘာလို့လဲဆိုတော့ဘုရားသခင်ဖော်ပြခဲ့တဲ့တမန်တရားများစွာဟာသူတို့ရဲ့စနှလုံးထဲမှာအမြင့်ဆွဲသွားလို့ပါပဲဒီလူတွေဟာအနန္တတကုရှင်ဘုရားသခင်ဟာတဆူတီးသောစစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကိုသူတို့စနှလုံးထဲမှာအတည်ပြုပြီးသားဖြစ်လို့စာတန်ကိုလက်နက်ချအညံ့ခံမဲ့အစားတီတာကိုပဲရွေးချယ်ကြတယ်ဒါကြောင့်သူတို့ဟာသူတို့ရဲ့တသက်ခံချက်မှာခိုင်ခိုင်မာမာရပ်တည်နိုင်ကြတာပါဖျားနှုတ်ကပတ်တော်ရဲ့တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းကိုတွေ့ကြုံခံစားရင်သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့စေတဘောထားတွေဟာတန့်စင်ခြင်းခံခဲ့ရပါတယ်အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာသူတို့ရဲ့တကယ်အသက်ဖြစ်လာပြီးသူတို့ရဲ့အသက်စိတ်သဘောထားကိုပြောင်းလဲပေးခဲ့တယ်ဒါကြောင့်သူတို့မှာဒီလိုအတွေ့အကြုံဆိုင်ရာတက်တည်ခံချက်တွေရှိနေတာပါတရုတ်အာဏာရပါတီဟာအနန္တတကုရှင်ဘုရားသခင်အသင်းတော်ကိုနှိပ်ကွပ်ဖို့တိုက်ခိုက်ဖို့အတွက်သူ့ရဲ့အားထုတ်မှုမှာလူအင်အားအများကြီးလက်နက်ကိုင်ရဲတွေကိုတောင်တုံးခဲ့တယ်ဘယ်ကိုင်းကနားမှဒီလိုဖိနှိပ်မှုကိုကြံ့ကြံ့ခံနိုင်မှာမဟုတ်ဘူးဘယ်အဖွဲ့အစည်းမှကြံရစ်မှာမဟုတ်ပါဘူးလူအတွေ့အခေါ်အရဆိုရင်အနန္တတကုရှင်ဘုရားသခင်အသင်းတော်ဟာပျောက်ကွယ်သွားတင်တာကြာလာပါပြီဒါပေမဲ့အသင်းတော်ဟာကြံ့ကြံ့ခံနိုင်ခဲ့ရုံသာမကပဲပို့လို့တောင်ရှင်သန်ကြီးထွားလာပြီးနိုင်ငံတော်ဧဝံဂေလိတရားကိုကမ္ဘာနိုင်ငံတွေစီကိုပြန့်နှံ့စေခဲ့ပါတယ်ဒါကိုလူကြိုးပမ်းမှုနဲ့လုံနိုင်ပါမလားလုံးဝမဖြစ်နိုင်ပါဘူးအောင်နိုင်သူတွေရဲ့ဒီတက်တေခံချက်တွေဟာနောက်ဆုံးသောကာလမှာဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့အလုပ်ရဲ့ညင်မရတဲ့တက်တေဖြစ်ပါတယ်ဒါတွေဟာဘုရားသခင်ရဲ့စာတန်အပေါ်အောင်ပွဲခံခြင်းနဲ့လူသားမျိုးနွယ်ကိုကယ်တင်ခြင်းရဲ့တက်တေပါပဲဘယ်သူမှဒါကိုပယ်ဖြတ်ဖို့မပြောနဲ့ငင်းလို့တောင်မရပါဘူးဒီနေ့မှာနိုင်ငံအားလုံးနဲ့လူအလွှာပေါင်းစုံကသခင်ပြန်ကြွလာခြင်းကိုတောင်းတနေတဲ့သူတွေဟာနောက်ဆုံးသောကာလမှာဘုရားသခင်ဖော်ပြတဲ့တမန်တော်တွေကိုဖတ်ရှုခဲ့ပြီးဒီအောင်နိုင်သူတွေရဲ့တက်တေခံချက်တွေကိုလည်းတွေ့မြင်ခဲ့ကြပါပြီသူတို့ဟာအလွန်အမင်းတို့ထိခံစားခဲ့ရပြီးဒါတွေထဲမှာဘုရားသခင်ရဲ့အလုံးနဲ့ပေါ်ထွန်းခြင်းအစစ်အမှန်ကိုအတိအမှတ်ပြုခဲ့ကြတယ်လူအများကြီးဟာဝမ်းမြောက်စွာနဲ့ကြွေးကြော်ကြတယ်သခင်ယေရှုဟာတကယ်ပဲပြန်ကြွလာခဲ့ပြီအနန္တတကုရှင်ဘုရားသခင်ပြောသည်မှာတင်တို့သည်အကြောင်းမူကားယခုခဏခံရ၍ပေါ့ပါသောဆင်းရဲခြင်းဒုက္ခသည်အတိုင်းအထက်အလွန်ကြီးမြတ်လေးလံသောနေဆထာဝရဘုံငတရေကိုငါတို့အဖို့ဖြစ်စေတတ်၏ဟူသောစကားများကိုမှတ်မိကောင်းမှတ်မိကြပေလိမ့်မည်ဤစကားများကိုတင်တို့အားလုံးယခင်ကကြားခဲ့ကြပြီးဖြစ်တော်လေတင်တို့ထဲမှညီသူမြရင်တို့ဤစစ်မှန်သောအတိတ်ပဲကိုနားမလည်ခဲ့ကြပြီယနေ့တွင်တင်တို့သည်ထိုစကားများဤစစ်မှန်သောအရေးပါမှုကိုလေးလေးနက်နက်တတိပြုမိကြသည်ဤစကားများသည်
နောက်ဆုံးသောကာလအတွင်း၌ဖျားသခင်အားဖြင့်ပြေဆုံးလိမ့်မည်ဖြစ်ပြီးအစင်းနီသောနဂါးကြီးခွေလျောင်းရာပြည်တွင်ယင်းနဂါးကြီး၏လူမဆန်စွာညှဉ်းပန်းနှိပ်စက်ခံခဲ့သူများ၌ပြေဆုံးလိမ့်မည်ဖြစ်သည်အစင်းနီသောနဂါးကြီးသည်ဖျားသခင်ကိုညှဉ်းပန်းနှိပ်စက်ပြီးသူသည်ဖျားသခင်၏ရန်သူဖြစ်၏သို့ဖြစ်၍ဤပြည်ရှိလူများသည်ဘုရားသခင်ကို၎င်းတို့၏ယုံကြည်မှုကြောင့်အဆက်ကွဲခြင်းနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကိုခံကြရပြီးအကျိုးဆက်အနေဖြင့်ဤစကားများသည်ဤလူစုတီးဟုသောတင်တို့၌ပြေဆုံးလေသည်စိတ်မပြတ်နှင့်အာမနှဲနှင့်ငါသည်တင့်အတွက်အမှုအရာများကိုရှင်းလင်းစေမည်နိုင်ငံတော်သို့သွားရလမ်းသည်တိတ်ချောမွေ့ခြင်းမရှိမြည်သည့်အရာမျှထိုမျှမရိုးရှင်းပေကောင်းကြီးများတင်ထန်အလွယ်တကူရောက်လာသည်ကိုတင်လိုခြင်းသည်မဟုတ်လောယနေ့တွင်အရောက်တိုင်းသည်ခါတီးသောစမ်းသက်ခြင်းများရင်ဆိုင်ဖို့ရှိလိမ့်မည်ထို့သောစမ်းသက်မှုများမရှိပါကတင်တို့၌ရှိသည့်ငါကိုချစ်သောနှလုံးသားသည်တိုး၍အားကောင်းလာလိမ့်မည်မဟုတ်တကဲ့သို့တင်တို့သည်ငါအတွက်စစ်မှန်သောချစ်ချင်းမေတ္တာရှိလိမ့်မည်မဟုတ်ဤစမ်းသပ်မှုများတွင်အသေးအဖွဲအခြေအနေများသာပါရှိလျင်ပင်အရောက်တိုင်း၎င်းတို့ကိုကြော်ဖြတ်ရမည်စမ်းသပ်မှုများ၏ပြင်းထန်မှုကအမျိုးမျိုးရှိမည်သာဖြစ်၏ငါ၏ခါတီးခြင်းကိုမျှဝေခံစားသောသူတို့သည်ငါ၏ချိုမြိန်ခြင်းကိုတေချာပေါက်မျှဝေခံစားရလိမ့်မည်ယင်းမှာတင်တို့အဖို့ငါ၏ဂတိနှင့်ငါ၏ကောင်းကြီးမင်္ဂလာဖြစ်သည်နောက်ဆုံးသောကာလအမှုတွင်ငါတို့ထံမှအဆုံးစွန်ယုံကြည်ခြင်းနှင့်ချစ်ခြင်းတို့လိုအပ်ပြီးအမှု၏ဤအဆင့်သည်ယခင်အဆင့်များအားလုံးမှကွဲပြားခြားနာသည့်အတွက်အနှဲငယ်များပေါ်ဆလိုက်ယုံနှင့်ငါတို့ခလုတ်တိုက်မိကောင်းတိုက်မိနိုင်သည်ဘုရားသခင်ဆုံးလင်းနေစေသည့်အရာမှာမြင်၍မရနိုင်တဲ့ကဲ့သို့လက်ဆုပ်လက်ကင်ပြ၍လည်းမရသည်လူတို့၏ယုံကြည်ခြင်းဖြစ်သည်ဘုရားသခင်လှုပ်ဆောင်သည့်အရာမှာနှုတ်ကပတ်တော်များကိုယုံကြည်ခြင်းချစ်ခြင်းနှင့်အသက်တို့အဖြစ်သို့ပြောင်းလဲခြင်းဖြစ်သည်လူတို့သည်ရာပေါင်းများစွာသောစစ်ဆေးခြင်းများကိုကြံ့ကြံ့ခံရပြီးဖြစ်ကာယောဘ၏ယုံကြည်ခြင်းထက်သာ၍ကြီးမားသောယုံကြည်ခြင်းကိုပိုင်ဆိုင်သည့်အဆင့်သို့ရောက်ရှိကြရမည်ဤဒီမှာဘုရားသခင်ကိုမြည်သည့်အခါမျှစွန့်ခွာခြင်းမရှိပေမယုံကြည်နိုင်လောက်သောဆင်းရဲဒုက္ခနှင့်ညှဉ်းဆဲမှုအမျိုးမျိုးကိုတီးခံကြဖို့လိုအပ်သည်တေသည့်အထိ၎င်းတို့ကျွမ်းတော်နာခံမှုရှိပြီးဘုရားသခင်၌ကြီးမားသည့်ယုံကြည်ခြင်းရှိသောအခါတွင်အမှု၏ဤအဆင့်သည်ပြီးစီးပေသည်လူတွေကိုယုံကြည်ခြင်းနှင့်ခွန်အားပေးခဲ့တာဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေပါပဲဒါဟာတန်ရှင်းသောဝိညာဉ်တော်ရဲ့အလုတ်ကနေရရှိတဲ့အကျိုးရလဒ်ဖြစ်ပါတယ်ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့အလုတ်မရှိရင်ဘယ်သူကမှဒီလောက်ပြင်းပြင်းထန်ထန်ဖောက်ပြန်ပျက်စီးတဲ့လူသက်စုကိုစာတန်ရဲ့အမောင်စွမ်းအားကနေလွတ်မြောက်ဖို့နဲ့အောင်မြင်တဲ့တည်ခံချက်တွေကိုခံဖို့ဥဆောင်နိုင်မှာမဟုတ်ပါဘူးဒါကအနန္တတကုရှင်ဘုရားသခင်ဟာအမှန်တကယ်ပြန်ကြွလာတဲ့သခင်ယေရှုဖြစ်တယ်ဆိုတာကိုပို့လို့တောင်ထင်ရှားစေပါတယ်။တရားစီရင်ခြင်းကနေတန်ဆင်ခံရတဲ့အတွေ့အကြုံဆိုင်ရာတည်ခံချက်တွေအနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေရဲ့လမ်းညွှန်မှုအောက်မှာဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဟာ CCP အစိုးရရဲ့ညှဉ်းပန်းနှိပ်စက်မှုကိုခံခဲ့ကြရပါတယ်။ဒါတောင်မှသူတို့ဟာတည်တဲ့အထိဘုရားသခင်အပေါ်တစ္ဆာဆောင်တည်ခဲ့ပြီးကိုရောကိုဘယ်တော့မှမငင်းပယ်ပဲခိုင်မာပြီးအားကောင်းတဲ့တည်ခံချက်တွေကိုခံခဲ့ကြပါတယ်။ဒါဟာသူတို့ရဲ့စာတန်အပေါ်အောင်ပွဲခံခြင်းရဲ့တကိုးကြီးတဲ့တည်အဖြစ်ရပ်တည်နေပါတယ်။ဒါပေမဲ့ဘုရားသခင်ပြုလုပ်ခဲ့တဲ့အောင်နိုင်သူတွေဟာအစင်းနေတဲ့နဂါးကြီးရှေ့မှာဘုရားသခင်အတွက်ကိုယ်တည်ခံချက်မှာခိုင်ခိုင်မာမာရပ်တည်တဲ့သူတွေကြီးပဲမဟုတ်ပါဘူး။ပိုအရေးကြီးတာကတော့
သူတို့ဟာစာတန်ရဲ့စွမ်းအားကိုအောင်နိုင်ပြီးစာတန်ရဲ့ဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေကိုဖယ်ရှားတဲ့အပြင်တမန်တရားကိုသူတို့ရဲ့အသက်အနေဖြင့်ရရှိခဲ့တဲ့သူတွေပါပဲသူတို့ဟာတမန်တရားစည်းမျဉ်းတွေအတိုင်းပြောဆိုလှုပ်ဆောင်ကြတယ်သူတို့ရဲ့ဘဝအပေါ်အမြင်နဲ့တန်ဖိုးထားမှုတွေဟာပြောင်းလဲသွားခဲ့ပြီးစစ်မှန်တဲ့လူသားပုံသဏ္ဍာန်အတိုင်းအသက်ရှင်ကြပါတယ်ဒါတွေဟာစစ်မှန်တဲ့အောင်နိုင်သူတွေဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုအမှန်တကယ်ရရှိခဲ့တဲ့သူတွေပါပဲဒီအောင်နိုင်သူတွေရဲ့ဒီအတွေ့အကြုံသက်သေခံချက်တွေအားလုံးကိုအွန်လိုင်းမှာထုတ်ပြန်ပြီးဖြစ်ပါတယ်ရိုသားတဲ့လူတွေဖြစ်လာခြင်းဆိုင်ရာသက်သေခံချက်တွေမာနထောင်လွှားမှုနှင့်စိတ်ကြီးဝင်ခြင်းကိုဖယ်ရှားခြင်းဆိုင်ရာသက်သေခံချက်တွေမနာလိုဝင်တိုမှုကိုဖြေရှင်းခြင်းဆိုင်ရာသက်သေခံချက်တွေဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်တော်ထားကိုတည်ကျွမ်းခြင်းဆိုင်ရာသက်သေခံချက်တွေဘုရားသခင်ကိုကျွမ်းတော်နာခံခြင်းဆိုင်ရာသက်သေခံချက်တွေစံတတ်မှုတွေနှင့်ဆင်းရဲဒုက္ခတွေကိုတွေ့ကြုံခံစားခြင်းဆိုင်ရာသက်သေခံချက်တွေစတဲ့အတွေ့အကြုံသက်သေခံချက်ဗီဒီယိုပေါင်း1000ကျော်ရှိပါတယ်အရေးအတွက်နှင့်ဝိညာဉ်ရေးရာနဲ့နဲမှုအရာဒီသက်သေခံချက်တွေဟာဘယ်ကိုင်းကနမှမဆိုတွေ့ရတာတွေထက်တာလွန်ပါတယ်အကြောင်းအရာကလည်းဘာသာရေးကိုင်းကနအမျိုးမျိုးမှာတွေ့ရတာနဲ့မတူပါဘူးဘာလို့လဲဆိုတော့ဒီသက်သေခံချက်တွေဟာသူတို့မပြုတ်လုံနိုင်တဲ့အရာတွေဖြစ်လို့ပါပဲဘာသာရေးကိုင်းကနအမျိုးမျိုးမှာတော့သက်သေခံချက်အများစုဟာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုပျော်မွေ့ခံစားရတာဒါမှမဟုတ်ကိုရောရဲ့ကောင်းချီးမင်္ဂလာတွေကိုလက်ခံရရှိတာကိုပဲအဓိကထားကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကလူတွေဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအလုတ်ကိုလက်မခံရသေးလို့ပါပဲ။သူတို့ဟာနောက်ဆုံးသောကာလရဲ့ဘုရားသခင်ရဲ့တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းကိုတွေ့ကြုံခံစားဖို့ကိုမပြောနှင့်နောက်ဆုံးသောကာလမှာအနန္တတကုရှင်ဘုရားသခင်ဖော်ပြခဲ့တဲ့တမန်တရားအားလုံးကိုတောင်လက်မခံရသေးပါဘူး။ဒါကြောင့်သူတို့မှာအသက်စိတ်သဘောထားပြောင်းလဲခြင်းဆိုင်ရာတည်တည်ခံချက်တွေမရှိကြတာပါ။နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့အနန္တတကုရှင်ဘုရားသခင်ဦးဆောင်တဲ့သူတွေဖြစ်တဲ့ဒီလူတစုကပဲဘုရားသခင်ရှေးမောက်ကိုခေါ်ဆောင်ခံခဲ့ရပြီးပလင်ဖြူကြီးရဲ့တရားစီရင်ခြင်းကိုတွေ့ကြုံခံစားခဲ့ရပါတယ်။ဒီဖြစ်စဉ်ကတဆင့်သူတို့ရဲ့ဖောက်ပြန်ပျက်စီးတဲ့စေတဘောထားတွေဟာတဖြည်းဖြည်းတန့်စင်ခြင်းခံနေရပါတယ်။သူတို့ကနောက်ဆုံးသောကာလပလင်ဖြူကြီးရဲ့တရားစီရင်ခြင်းဟာစတင်နေပြီဆိုတာကိုသက်သေခံဖို့သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုသုံးနေကြပါတယ်။အနန္တတကုရှင်ဘုရားသခင်ဟာနောက်ဆုံးသောကာလမှာအောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ကဲအခုအတွေ့အကြုံဆိုင်ရာသက်သေခံချက်ဗီဒီယိုတစ်ခုကိုကြည့်ကြရအောင်။ဒါကဘုရားသခင်ရွေးချယ်ထားတဲ့လူတွေဟာကိုတော်ရဲ့တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းကိုဘယ်လိုတွေ့ကြုံခံစားပြီးဒီဖြစ်စဉ်ကတဆင့်သူတို့ရဲ့အပြစ်တွေဘယ်လိုတန့်စင်ခံရသလဲဆိုတာကိုပို့ပြီးရှင်းရှင်းလင်းလင်းနားလည်စေမှာပါ။ဗီဒီယိုကိုအတူတူကြည့်လိုက်ကြရအောင်။ ဒါဆိုရင်တော့ကျွန်တော်အတွေ့အကြုံနဲ့တီးကျွမ်းပုံအကြောင်းပြောပြပါမယ်အားလုံးအတွက်အထောက်အကူဖြစ်မှာပါ ကောင်းတယ်ဗျာကောင်းတယ်ဗျာ ဟိုအရင်ကတော့ကျွန်တော်လည်းဘာသာရေးလောကထဲမှာပဲသခင်ကိုယုံကြည်ခဲ့တယ်နောက်ပိုင်းမှာဘာသာရေးအတိုင်းဝိုင်းကလုံးဝခြောက်ကပ်ပြီးတန်ရှင်းသောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်မဲ့နေတာကိုမြင်ခဲ့ရတယ်ဒါနဲ့ကျွန်တော်လည်းလမ်းမှန်ကိုစရှာခဲ့တာပါနောက်ဆုံးတော်တော်လေးရှာဖွေလေ့လာပြီးရဲ့နောက်မှာဖခင်ရဲ့အတန်ကိုကြားမိပြီးဖခင်ရဲ့နောက်ဆုံးသောကာလအမှုတော်ကိုလက်ခံခဲ့တာပါဟောဖခင်ရဲ့နောက်ဆုံးသောကာလတရားစီရင်ခြင်းအမှုကိုကျွန်တော်တွေ့ကြုံရတာ10စုနှစ်တခုကျော်ပါပြီအခုဆိုတမန်တရားတချို့ကိုတကယ်နားလည်ပြီကျွန်တော်ရဲ့ဖောက်ပြန်ပျက်စီးခြင်းအဖြစ်မှန်ကိုမြင်ခဲ့ပါပြီကျွန်တော်ကအထူးသဖြင့်မာနထောင်လွှားတယ်ကိုမှန်တယ်လို့ထင်တတ်တယ်ဆိုတာကိုမြင်သွားတယ်ကြော်ကြားမှုနဲ့အစင်တန်းနောက်လိုက်ရတာတွေတခြားလူတွေကတန်ဖိုးထားချီးမွမ်းတာတွေကိုလည်းကျင့်တတ်မိခဲ့တာပါကျွန်တော်ကသခင်ကိုယုံကြည်ခြင်းမှာစိတ်အားထက်သန်ခဲ့တာကိုယ်တိုင်လည်း
ဘာသာရေးအသည့်တွေပြေးဝအောင်ကြိုးစားတယ်ကျန်းစာနဲ့ဆိုင်တဲ့အသည့်တချို့နားလည်လာတော့လေငါတမန်တရားကိုနားလဲပြီအသက်တောင်ရသွားပြီလို့ပဲထင်ခဲ့တယ်ဖះကိုသိပြီလို့တော့ကျွန်တော်ထင်ခဲ့တာသခင်အတွက်အလုပ်လုပ်နိုင်တယ်နေရာအနှံ့ဟောပြောနိုင်တယ်ဆိုတာနဲ့ထပ်ပေါင်းလိုက်တော့ကျွန်တော်ကအပြင်ပန်းအရာကောင်းစွာပြုမှုနေထိုင်နေပေါ့ဗျာသခင်ကိုအချစ်ဆုံးသခင်နဲ့စိတ်နှလုံးချင်းအတူဆုံးကကျွန်တော်ပဲလို့ထင်ခဲ့တာကောင်းကင်နိုင်ငံကိုဝင်ရောက်ဖို့ဖះပေးတဲ့ဆုလက်ကိုရဖို့ကျွန်တော်အနေနဲ့လုံးဝတေချာနေတယ်ပေါ့ဗျာအထူးသဖြင့်စင်မြင့်ပေါ်မှာတရားတွေဟောပြီးလူတွေရဲ့ကိုးကွယ်မှုကိုရတယ်ကို့အစွမ်းအစကိုကျွန်တော်အနေနဲ့ဂုဏ်ယူမိခဲ့တာပါလူတွေကကျွန်တော်ကိုသူတို့သခင်ကိုချစ်တယ်တစ္ဆာစောင့်တည်တယ်တိတ်တော်တဲ့တရားဟောဆရာပဲအစီကံကောင်းမဲ့ဆိုတာမျိုးပြောတာတွေကြားရပြီဆိုရင်ကျွန်တော်ကဘာမှတော့မပြောပေမဲ့အဲ့ဒီလိုအပြောခံရထိုက်တယ်လို့ပဲလူလူလားလားဖြစ်မိရဲ့ဒီလိုကြီးညိုလေးစားတာချီးမွမ်းတာကိုခံရတဲ့နေပေါ့အဲ့ဒီလိုမာနထောင်လွှားတဲ့စိတ်သဘောထားမျိုးနဲ့ထင်အောင်ထင်မှားဖြစ်ပြီးအချိန်အကြာကြီးကျွန်တော်နေခဲ့တာပါရှက်မိဖို့ဆိုတာဝေးလို့ကိုကဖောက်ပြန်ပစ္စည်းချင်းကိုထုတ်ဖို့ပြတာပဲဆိုတာတော့မသိခဲ့ဘူးဒါကဘာသာရေးအတိုင်းဝိုင်းထဲမှာကျွန်တော်ရဲ့သခင်အပေါ်ယုံကြည်မှုအခြေအနေမှန်ပါအနန္တတကုရှင်ဖရာသခင်ရဲ့နောက်ဆုံးသောကာလအမှုတော်ကိုလက်ခံပြီးရဲ့နောက်မှာဖရာနှုတ်ကပတ်တော်နေတိုင်းဖတ်မိတော့မှကျွန်တော်စိတ်နှလုံးကပိုပြီးအတိညာပွင့်လာခဲ့တာပါအနန္တတကုရှင်ဖရာသခင်ရဲ့နှုတ်ကပတ်တော်တိုင်းကတမန်တရားဖြစ်တယ်လက်တွေ့ကြလုံးနေဆိုတာကျွန်တော်မြင်လာတယ်ကျွန်တော်အသက်တာနဲ့စိတ်ဝိညာဉ်ရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးနိုင်တယ်အနန္တတကုရှင်ဖရာသခင်ရဲ့နောက်ဆုံးသောကာလတရားစီရင်ခြင်းကကျွန်တော်တို့တွေတန့်စင်ခံရဖို့ကယ်တင်ခြင်းရဖို့အတွက်တကယ်ကိုတစ်ခုတည်းသောနည်းလမ်းပါပဲအနန္တတကုရှင်ဖရာသခင်နှုတ်ကပတ်တော်ရဲ့လမ်းညွှန်မှုကြောင့်ကျွန်တော်လက်တာဝန်တွေကိုခြေပွန်တက်တက်ကြွကြွလုပ်တတ်တဲ့သူတစ်ယောက်ဖြစ်လာတယ်တိတ်မကြခင်ကျွန်တော်လည်းအသင်းတော်ကိုဥဆောင်ဖို့ဖရာသခင်အားဖြင့်ချီးမြှင့်ခံရတယ်တန်ရှင်းသောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်ကြောင့်အသင်းတော်ရဲ့အလုပ်ကလည်းတိုးတက်လာတာပေါ့ညီကိုမောင်နှမတွေကကျွန်တော်ကိုလေးစားကြတယ်ကျွန်တော်လည်းအားရကျဉ်နေတာတွေကိုဂုဏ်ယူမိတာတွေဖြစ်တော့တာပေါ့အရေးချင်းရောလုံနိုင်စွမ်းရောကျွန်တော်စီမှာရှိတယ်လေဖခင်ရဲ့မိသားစုထဲမှာကျွန်တော်ကမရှိမဖြစ်ပဲဆိုတာမျိုးခံစားမိလာတယ်တဖြည်းဖြည်းနဲ့ကျွန်တော်စားတောက်တဲ့ဖခင်နှုတ်ကပတ်တော်တွေကပိုနေလာတဲ့အပြင်တာဝန်တွေလှုပ်ဆောင်တဲ့အခါဖခင်ကိုအမိပြုတာပိုပြီးတော့နေလာတယ်လူတွေကိုယ့်ကိုအထင်ကြီးအောင်ကြွားလုံးထုတ်ရင်နဲ့ညီကိုမောင်နှမရဲ့ရှေ့မှာကိုမကြမကြကိုရီသွေးလာမိပါတယ်အသင်းတော်ကိစ္စတွေမှာညီကိုမောင်နှမတွေကတင်းနဲ့အကြံဉာဏ်တွေပေးရတာကျွန်တော်နားမထောင်နိုင်တော့ဘူးကျွန်တော်ထင်တိုင်းကျဲပြီးစိတ်ကြီးဝင်လာတယ်ဟောပြောတဲ့အခါအသင်းတော်တွေကညီကိုမောင်နှမတွေကိုအမြဲတမ်းဝေဖန်မိတယ်သူတို့တွေကိုပညာမဲ့တယ်ညံပြင်းတယ်လို့ပဲထင်မြင်ပြီးတိမ်ငယ်အောင်လုပ်မိတယ်မာနထောင်လာခြင်းစိတ်ကြီးဝင်ခြင်းစိန်ခံခြင်းဆိုတဲ့ဆိုးရုပ်တဲ့စိတ်သဘောထားတွေရဲ့ချုပ်ကင်မှုတွေမှာလုံးလုံးနေထိုင်ခဲ့တာပါအဲ့ဒီမှာကိုတတိမထားမိပဲနဲ့ကျွန်တော်စိတ်ဝင်ခြင်းကအမှောင်ကြားတဲ့ကြလာတော့တာပဲဆုတောင်းတာတွေကဖះစီမရောက်တော့ကျွန်တော်ဟောတဲ့တရားတွေမှာတန်ရှင်းသောဝိညာဉ်တော်ရဲ့ဉာဏ်လေးပေးမှုမပါတော့အသင်းတော်ရဲ့အလောက်ကတိတာရဲ့ရလက်တွေဘာမှမရှိခဲ့ဘူးပြီးတော့ကျွန်တော်စိတ်နှလုံးမှာလည်းအထူးသဖြင့်နာကျင်မိရဲ့ဒါနဲ့ကျွန်တော်လည်းဖះရှင်မောက်ဆုတောင်းဖို့ရောက်တော့တာပဲဖះရဲ့နှုတ်ကပတ်တော်ထဲမှာတမန်တရားကိုစရှာတယ်အနန္တတကုရှင်ဖះသခင်ရဲ့နှုတ်ကပတ်တော်တွေကိုကျွန်တော်တွေးလိုက်ရတယ်အဲ့ဒါကိုကျွန်တော်ဖတ်ပြပေးရစေဟုတ်ကဲ့ပါတင်းအထဲတွင်တန်ရှင်းသောဝိညာဉ်တော်ပြုသောတင်းငယ်သည့်အမှုအချို့သည်ငါအတွက်တင်းကြီးညိုခြင်းကိုအစားထိုးနိုင်သည်ဟုသင်ထင်သလောကောင်းကင်ဘုံသို့အော်ခေါ်ခြင်းမှတဆင့်ဉာဏ်အလင်းပေးခြင်းကိုသင်ရရှိခဲ့သည်ဟုထင်ပါသလောသင်သည်ရှက်ရကောင်းမှမသိပေသင်သည်အလွန်အသုံးမကျသောသူဖြစ်၏သင်၏ကောင်းမှုတို့သည်ကောင်းကင်ဘုံသို့ရောက်ရှိနေပြီးအပြန်အလှန်အနေဖြင့်သူသည်ချွင်းချက်တစ်ခုအဖြစ်သင်အားတင့်တယ်သောအရေးချင်းတို့ကိုပေးအပ်လျက်သင်အားအပြောကောင်းစေပြီးသူတစ်ပါးတို့ကိုလှည့်စားခွင့်ငါ့ကိုလှည့်စားခွင့်ပေးသည်ဟုသင်ထင်သလောသင်သည်မလျော်ကန်လိုက်လေစွာသင်၏ဉာဏ်အလင်းပေးခံရခြင်းသည်မိသည့်နေရာမှလာသည်ကိုသင်သိသလောသ
တင်သည်မိသူ၏အစာကိုစားသုံးပြီးအရွယ်ရောက်လာကြသည်ကိုတင်သိသလိုတင်သည်လွန်ကဲလိုက်လေစွာတင်တို့သည်တင်တို့၏တန်ဖိုးကိုကောင်းကင်ထက်မြင့်အောင်မတတ်မှတ်ပဲဖျားသခင်ကိုကြိုးစားချစ်သောစင်ကြင်တုံတရားရှိသည့်လူများတဲ့တွင်အစင်းအနှိမ်ဆုံးသူအဖြစ်ကိုမြင်လင်အကောင်းဆုံးဖြစ်သည်ဤနီလန်းသည်တင်တို့ဝင်ရမည့်နီလန်းဖြစ်သည်အားလုံးထက်တိတိတတ်တာနေကြသည်ဟုကိုမြင်ဖို့ဖြစ်သည်တင်တို့သည်အဘဲကြောင့်ကိုအလွန်မြင့်သည်ဟုသတ်မှတ်ကြသည်အဘဲကြောင့်တင်တို့ကိုတင်တို့ထိုးထိုးမြင်မားစွာထင်မြင်ယူဆကြသည်ရှေလျားသောအသက်လန်းခီး၌တင်တို့သည်ပထမခြေလမ်းမျှသာလှမ်းရသေးသည်တင်တို့မြင်သည်မျှသည်ဘုရားသခင်လက်မောင်းသာဖြစ်သည်ဘုရားသခင်ကိုအပြည့်အဝတင်တို့မမြင်သေးပေဘုရားသခင်၏အလုပ်ကိုပိုမြင်နိုင်ဖို့နှင့်တင်တို့ဝင်ရောက်တင်သည့်လမ်းကိုပိုမိုရှာဖွေတွေ့ရှိနိုင်ဖို့တင့်တွင်တာဝန်ရှိသည်အဘယ်ကြောင့်ဆိုသောတင်တို့၏ပြောင်းလဲမှုမှာနဲလွန်းသဖြင့်ဖြစ်သည်လူကိုစုံလင်အောင်ပြုလုပ်ပြီးလူ၏စိတ်သဘောထားကိုပြောင်းလဲသောအခါ၌ဖျားသခင်၏အလုပ်သည်မိသည့်အခါမျှမရက်စဲပေအဘယ်ကြောင့်ဆိုသောလူတို့၌မရှိသောအရာများအလွန်များပြီးသူတတ်မှတ်ထားသည့်စံချိန်စံနှုန်းများကိုသူတို့မမိကြသောကြောင့်ဖြစ်သည်ထို့ကြောင့်ဖျားသခင်၏မျက်စိထဲတွင်တင်တို့သည်အစဉ်ထာဝရမွေးကင်းစကလေးများသူ့ကိုကျေနပ်စေသောအရာအနှဲငယ်ကိုသာပိုင်ဆိုင်သူများဖြစ်နေလိမ့်မည်ဟုပြောနိုင်ပါသည်အဘယ်ကြောင့်ဆိုသောတင်တို့သည်ဘုရားသခင်၏လက်၌ရှိသောဖန်ဆင်းကံတတ္တဝါလေးမျှသာဖြစ်သည်လူသည်မိမိဘာသာအားရကျေနပ်နေလျှင်ဘုရားသခင်ရွံရှာသည်ကိုခံရမည်မဟုတ်လောဘုရားသခင်ကိုယနေ့တင်တို့ကျေနပ်စေနိုင်သည်ဟုပြောဆိုခြင်းသည်တင်တို့၏ဇာတိပဂတိခန္ဓာ၏ကန့်သတ်မှုရှိသောရှုထောင့်မှပြောဆိုခြင်းဖြစ်သည်သို့သောဖျားသခင်နှင့်အမှန်တကယ်ရှင်ဖို့ဆိုလျှင်တင်တို့သည်ကျိုးဝိုင်းထဲတွင်ထာဝရရှုံးနေမည်ဖြစ်သည်လူ၏ဇာတိပဂတိသည်တစ်ကြိမ်တစ်ခါမျှအောင်မြင်မှုကိုမရရှိသေးပေတန်ရှင်းသောဝိညာဉ်တော်၏လှုပ်ဆောင်မှုအပြင်သာလူ၌အဖက်ဆယ်နိုင်သောကြံအင်လက္ခဏာများရှိနိုင်ခြင်းဖြစ်သည်ဖျားရဲ့နှုတ်ကပတ်တော်ကြောင့်ကျွန်တော်စိတ်နှလုံးမှာအနှောက်အယှက်ဖြစ်သွားတယ်မာနထောင်လာတတ်တဲ့ကျွန်တော်တဘာဝကိုလုံးဝထုတ်ဖော်ပြတာကိုကြောက်တာတွေရှက်တာတွေနဲ့ကျွန်တော်တွန်းရင်ဖြစ်သွားတာကိုလှုပ်ခဲ့တာတွေကိုလေးလေးနက်နက်မစင်ကျင်ကြည့်ပဲမနေနိုင်တော့ကျွန်တော်ကကိုယ့်အလုပ်မှာနည်းနည်းလေးအောင်မြင်ုံနဲ့ကိုလုံနိုင်တာမလုံနိုင်တာတွေကိုမေ့သွားပါမှန်တက်ပြီးမတူမတန်တယ်လို့လုပ်ခဲ့မိတာပဲအားနဲ့ပြောညံ့နေတဲ့ညီကိုမောင်နှမတွေကိုမြင်တဲ့အခါမျိုးမှာကျွန်တော်ကကုညီထောက်ပံ့ဖို့ပြက်ကွက်ခဲ့ရုံမကောင်းသူတို့တိမ်ငယ်အောင်မှလုပ်ခဲ့မိတော့သူတို့ခမညာပို့ပြီးတော့အပြက်သဘောခံစားကြရတယ်အဲ့ဒီတော့ကျွန်တော်ကစိုးရုပ်တဲ့စိတ်သဘောထားတစ်ခုကိုပဲထုတ်ဖော်ပြနေတယ်လို့ကိုမြင်ခဲ့မိရဲ့ညီကိုမောင်နှမတွေကိုတမန်တရားရဲ့စစ်မှန်မှုတွေဝင်ရအောင်လမ်းပြဖို့ကျွန်တော်မျှော်လင့်နိုင်မှာမလားကျွန်တော်ကမကောင်းတာကြီးပဲလုပ်နေခဲ့တာဖះကိုခုခံနေခဲ့ရလေဖះရှိမှာနောင်တနဲ့ဝစ်စင်းပြီးကို့လုပ်ရက်တွေအတွက်ကိုယွန်မိတာပဲရှိတော့တယ်လူတယောက်ကအရေးချင်းနည်းနည်းရှိချင်တယ်ကို့လှုပ်ဆောင်ချက်ထိရောက်ချင်တယ်ဆိုရင်တော့ဖះရဲ့ကျေးဇူးတော်နဲ့ကောင်းကြီးတွေမရှိပဲမဖြစ်နိုင်ပါဘူးဟုတ်တယ်လူသားမှာအရေးပါအသုံးဝင်တာဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ကတော့ဖះရဲ့ဂုဏ်အတရေကိုလူယူပြီးအားလုံးအတွက်ကိုပဲအရှက်မရှိဂုဏ်ယူခဲ့တာပါငါမှအရေးသွေးရောလုံနိုင်စွမ်းရောကြီးတယ်ဆိုပြီးယုံကြည်နေခဲ့တာပါမာနထောင်လွှားလုံးလို့အယူလိုဖြစ်သွားတာပဲဖះရဲ့မြင့်တင်ပေးမှုနဲ့တန်ရှင်းသောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်ကိုခံစားခဲ့ပေမဲ့ကျွန်တော်ကဖះကိုမချီးမြှောက်ခဲ့ဘူးတက်တည်မခံခဲ့ဘူးအဲ့ဒီအစာကြော်ကြားမှုနဲ့အစင်တန်းရဖို့မတိနားမလဲစွာနဲ့ကြံစီနေခဲ့တာပါကျွန်တော်ကိုယ်ထဲမှာလူတဘာဝနဲ့အတိစိတ်ဆိုတာတွေကြံပါဦးမလားကျွန်တော်ကဖះရှိမောက်မှာနေထိုင်ဖို့တကယ်ကိုမထိုက်တန်ခဲ့တာပါတရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းကိုအဲ့ဒီတခါတွေ့ကြုံပြီးရဲ့နောက်မှာဖះရဲ့ဖြောင့်မတ်တဲ့စိတ်သဘောထားဘလို့ပုံကံပြင်မာမှုကိုမှတီးမခံဘူးဆိုတာတေချာနားလည်သွားတယ်ကျွန်တော်စိတ်နှလုံးမှာဖះကိုကြောက်ရွံ့ရွံ့သေးခြင်းဖြစ်မိရဲ့တစ်ချိန်တည်းမှာပဲမာနထောင်လွှားပြီးစိုးရုပ်တဲ့ကျွန်တော်တဘာဝကိုအတိုင်းအတာတစ်ခုထိနားလည်သွားတယ်ကိုအမှန်တကယ်ဆက်ဆုပ်ပြီး
ချိန်ဆမိတော့တာပဲကျွန်တော်စိတ်သဘောထားမှာစစ်မှန်တဲ့အပြောင်းလဲဖြစ်အောင်တမန်တရားကိုစပြီးလက်ကင်ပြုခဲ့တယ်ဖခင်ရဲ့တရားစီရင်ခြင်းပြစ်တင်ဆုံးမခြင်းကင်တွယ်ဖြစ်ခြင်းပြုပြင်ခြင်းတွေကိုလက်ခံလို့စိတ်ရှိလာတယ်တိတ်မကြခင်မှာတင်တန်ရှင်းသောဝိညာဉ်တော်ရဲ့လှုပ်ဆောင်ချက်ကိုကျွန်တော်ပြန်ရတဲ့အပြင်ကျွန်တော်တို့ဖခင်ရဲ့တနာကိယူနာနဲ့ကယ်တင်ခြင်းကိုမှမြင်ခဲ့ရတယ်ဒီလိုနဲ့ဖခင်ရဲ့တရားစီရင်ခြင်းပြစ်တင်ဆုံးမခြင်းရိုင်းနှက်ဆုံးမခြင်းဆုံးမပဲ့ပြင်ခြင်းတွေကိုဆက်ပြီးတွေ့ကြုံခဲ့ရတာပါကျွန်တော်ရဲ့စိုးရုပ်တဲ့စိတ်သဘောထားရည်နဲ့တဘာဝကိုပိုပြီးတော့ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့တယ်လို့ဘလို့ပုံကံပြစ်မှားမှုကိုမှတီးမခံတဲ့ဖခင်ရဲ့တန်ရှင်းတဲ့ဖြောင့်မတ်တဲ့စိတ်သဘောထားကိုလည်းကျွန်တော်နားလည်ခြင်းရလာတယ်ဖခင်ကိုကြောက်ရွံ့တဲ့စိတ်နှလုံးတစ်ခုလည်းဖြစ်လာပါတယ်မာနထောင်လွှားတာလျော့သွားတယ်ပို့ပြီးတော့ရိုးသားပွင့်လင်းလာတယ်ကိုယ်တာဝန်တွေကိုလုပ်နေချိန်မျိုးမှာဖခင်ရှင်မောက်ရောက်သွားပြီးမကြဆူတောင်းတက်လာတယ်အလုံးမှာအကျိုးရလဒ်တွေရှိလာရင်လည်းဖះကြောင့်ရတဲ့ဂုံအတရေလို့ပဲမှတ်ယူတော့တယ်။ညီကိုမောင်နှမရဲ့နဲ့ဆွေးနွေးပြီဆိုလဲကျွန်တော်ကဖះကိုအတိရှိရှိနဲ့ချီးမြှောက်တယ်တက်တည်ခံခဲ့ပါတယ်။ကျွန်တော်မကောင်းတာတွေကိုလည်းပွင့်ပွင့်လင်းလင်းထုတ်ပြီးပြောဆိုနိုင်ခဲ့ပါတယ်။ညီကိုမောင်နှမတွေအကြံပေးတာကိုလည်းကျွန်တော်အနေနဲ့လက်ခံနိုင်လာပါတယ်။အနန္တတကုရှင်ဖះသခင်နှုတ်ကပတ်တော်ရဲ့တရားစီရင်ခြင်းနဲ့ပြစ်တင်ဆုံးမခြင်းကိုတွေ့ကြုံပြီးရဲ့နောက်မှာကျွန်တော်အသိစိတ်နဲ့အသိတရားကိုတဖြည်းဖြည်းပြန်ရသွားတာပါစစ်မှန်တဲ့လူသားပုံသဏ္ဍာန်တစ်ခုကိုလည်းတဖြည်းဖြည်းပြန်ရနေပါပြီကျွန်တော်ကိုကယ်တင်တဲ့အတွက်အနန္တတကုရှင်ဖះသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အာမင်ဟုတ်တယ်ဖះသခင်ရဲ့ကျေးဇူးပါပဲစစ်မှန်ပြီးလက်တွေ့ကြတဲ့တသက်ခံချက်ပါပဲတော်တော်အားတက်စေတယ်ဗျာကျွန်တော်ဆိုသခင်ကိုနှစ်ပေါင်းများစွာယုံကြည်လာတယ်ဒါပေမဲ့တကယ်ကိုအကြောင်းကိုအများကြီးမသိခဲ့ဘူးသခင်တို့နှစ်ပေါင်းများစွာအလုပ်လုပ်ပြီးဆင်းရဲဒုက္ခခန္ဓာတွေကိုတခြားလူတွေရှေ့မှာကြွားဖို့ထုတ်ပြဖို့အရင်နည်းလိုပဲအမြဲတမ်းယူဆခဲ့တာကျွန်တော်ဆင်းရဲဒုက္ခခန္ဓာအပြုတ်မှုကောင်းတာတွေကိုတတ်သိခံချက်မှာလှအောင်တုံးပြီးတော့ညီကောင်မောင်နှမတွေကိုမကြပြောပြတတ်တယ်ကျွန်တော်ညီကောင်မောင်နှမတွေကထင်ကြီးလေးစားပြီဆိုရင်ကျွန်တော်အရန်ပျော်ရွှင်သလိုခံစားခဲ့ရပြီးအဲ့ဒီအပေါ်မှာလဲစိတ်ကြီးဝင်ခဲ့မိတယ်တခင်လာတဲ့အခါပထမဆုံးချီဆောင်ခံရပြီးဆုလက်ပေးခံရမှာကကျွန်တော်ပဲလို့ထင်ခဲ့တာဒီနေ့ခမရဲ့တက်တေခံချက်ကိုနားထောင်လိုက်ရတော့မှကျွန်တော်တကယ်ရှက်မိတယ်ကျွန်တော်အသက်ရှင်နေထိုင်ထားတဲ့တက်တေခံချက်ဆိုတာမာနထောင်လာပြီးသူ့အလိုလိုပုံကြီးချဲ့ထားတဲ့စိုးရုပ်တဲ့စိတ်သဘောထားတွေကြီးပဲဖြစ်မနေဘူးလားညီကိုချင်းရဲ့အတွေ့အကြုံနဲ့တက်တေခံချက်ကကျွန်တော်တို့တော်တော်အကျိုးရှိပါတယ်အနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလတရားစီရင်ခြင်းနဲ့ပြည့်တင်ဆုံးမခြင်းကိုတွေ့ကြုံရမယ်ဆိုရင်ကျွန်တော်လည်းတန့်စင်ပြီးပြောင်းလဲသွားမှာပါဟုတ်တာပေါ့ဟုတ်တယ်နော်တရားစီရင်ပြည့်တင်ဆုံးမတာကြောင့်တန့်စင်အနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလတရားစီရင်ခြင်းအမှုဟာလူသားကိုအမှန်တကယ်တန့်စင်ကယ်တင်နိုင်တဲ့သဘောပဲဒါပေါ့ဗျာဒါကတကယ်ကိုဘုရားရဲ့ပေါ်ထွန်းခြင်းနဲ့အမှုတော်ပဲပေါ့ဗျာအာမင်အနန္တတကုရှင်ဘုရားသခင်ဟာသခင်ယေရှုရဲ့ဒုတိယအကြိမ်ပြန်လာခြင်းပါပဲအာမင်ဖះကိုချီးမွမ်းပါတယ်တန့်စင်ကယ်တင်ခံရဖို့ကောင်းကင်နိုင်ငံဝင်ရောက်ဖို့ဆိုတာတွေကစိတ်ကူးမဟုတ်တော့ဘူးကျွန်တော်တို့အမှန်တကယ်ရောက်နိုင်တာတွေပဲအာမင်သခင်ကိုကျေးဇူးတင်ပါတယ်ဟာလူသားရဲ့အခြေအနေအကြောင်းအနန္တတကုရှင်ဘုရားထုတ်ဖော်ပြတဲ့နှုတ်ကပတ်တော်တွေကလက်တွေ့ကျလွန်းပါတယ်ညီကိုချင်းခမည်းအနန္တတကုရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ပြီးတော့မှပဲမာနထောင်တကူကောင်းဆန်တဲ့စိုးရုပ်တဲ့စိတ်သဘောထားတွေကိုနားလည်လာခဲ့တာနော်ဟုတ်ပါတယ်လူတယောက်မှာမာနထောင်လွှားတဲ့စိတ်သဘောထားရှိပြီဆိုရင်သူ့ကိုယ်သူအထင်ကြီးပြီးသူများတွေကိုတေးသိမ်အောင်လုပ်ဖို့လွယ်သွားတယ်သူ့ကိုယ်သူပြစားဖို့ကြွားဝါဖို့လွယ်သွားတယ်ဒီလိုအပြုအမူတွေကကျွန်တော်တို့စီမှာမကြာခဏပေါ်ပါတယ်တကယ်ပါဟုတ်တယ်အနန္တတကုရှင်ဘုရားသခင်ရဲ့ထုတ်ဖော်ပြခြင်းနဲ့တရားစီရင်ခြင်းသာမရှိရင်ဒီအရာတွေကိုကျွန်တော်တို့ကိုယ့်ဘာသာနားမလည်နိုင်ပါဘူးဟုတ်ပါတယ်ဘာသာရေးမှာကျွန်တော်တို့ကသခင်အတွက်အလုပ်လုပ်ဖို့ပြင်းပြတဲ့စိတ်ကိုပဲအားကိုးကြတယ်ကိုကိုမှန်တယ်လို့ယူမှတ်ပြီးမာနထောင်လွှားတတ်တယ်ဆိုတာကိုလုံးဝသတိမပြုမိကြဘူးစိုးရုပ်တဲ့စိတ်သဘောထားတွေနဲ့အသက်ရှင်နေထိုင်နေတာပဲဆိုတာသိဖို့ကပိုပြီးတော့မဖြစ်နိုင်ဘူးကျွန်တော်တို့ကယာရုနဲ့ကြော်ကြားမှုအတွက်ပဲအလုပ်လုပ်နေကြတယ်ကိုယ်ပိုင်ရည်မှန်းချက်တွေပန်းနိုင်တွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်ကြတယ်ကျွန်တော်တို့ကဖះကိုပုံကန်နေတာပဲခုခံနေမိတာပဲဆိုတာကိုတော့ကျွန်တော်တို့သတိမပြုမိကြဘူး
ဟုတ်ပါတယ် ဒါတွေကဘာသာရေးမှာမဖြေရှင်းပေးနိုင်တဲ့လက်တွေ့ကြကြမေးခွန်းတွေပဲဘာသာရေးမှာကျွန်တော်တို့ကသခင်အတွက်အလုံးလုံးဖို့ပဲသိကြတယ်သခင်ကဘာကိုရွယ်တယ်ဆိုတာဂရုမစိုက်ကြဘူးတိတာထင်ရှားတဲ့အပြစ်ကိုမကျူးလွန်တဲ့၍ကျွန်တော်တို့ကအတော်ဆုံးလူတွေသခင်ကိုအချစ်ဆုံးလူတွေဆိုပြီးထင်ကြတယ်ခင်ဗျားတို့မိသားအရာကိုနားထောင်လိုက်ရတော့မှနောက်ဆုံးသောကာလခရစ်တော်ရဲ့ပလင်ရှိမှာတရားစီရင်ခြင်းကိုတွေ့ကြုံရခြင်းဟာတကယ်လက်တွေ့ကြပြီးလိုအပ်မှန်းလေးလေးနက်နက်ခံစားမိတာပါဟုတ်ကဲ့ပါအနန္တတကုရှင်ဖျားသခင်ဖော်ပြတဲ့တမန်တရားတွေအများကြီးဟာလူသားကိုတကယ်ပဲတန့်စင်နိုင်တယ်ပြောင်းလဲပေးနိုင်တယ်စုံလင်စေနိုင်ပါတယ်ဗျာအာမင်ကျွန်တော်သခင်ကိုနှစ်ပေါင်း30ကျော်ယုံကြည်လာခဲ့တာပါခုလိုတွေ့ကြုံတဲ့တက်တည်ခံချက်မျိုးကိုတစ်ခါမှမရခဲ့ဘူးသင်ရုပ်တွေအကြီးအကဲတွေအများကြီးနဲ့ဆက်သွယ်မိတယ်လို့အသင်းတော်တွေလည်းအများကြီးရောက်ခဲ့ဘူးတယ်ဒါပေမဲ့အခုလိုတွေ့ကြုံတဲ့တက်တည်ခံချက်မျိုးကိုဘယ်သူစီမှမကြားခဲ့ရဘူးတန့်စင်ခံရဖို့အပြည့်အဝကဲတင်ခံရဖို့ကောင်းကင်နိုင်ငံစီဝင်ရောက်ဖို့လမ်းကိုခမည်းတော်အတွေ့အကြုံနဲ့ကြမှာကျွန်တော်မြင်နိုင်တာပါအမှန်ပါပဲကျွန်တော်တို့ကိုရွေးချယ်ပြီးဖခင်ရဲ့အတန်တော်ကိုကြားစေတဲ့အတွက်အနန္တတကုရှင်ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုကျွန်တော်ချီးမွမ်းပါတယ်ဗျာအာမင်ကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့ကျွန်တော်တို့အိမ်မက်ကိုဖြည့်ဆည်းဖို့အခွင့်အရေးရပြီအာမင်အာမင်မှန်တယ်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်နောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့အနန္တတကုရှင်ဘုရားသခင်ဟာဖောက်ပြန်ပျက်စီးတဲ့လူသားမျိုးနွယ်တန့်စင်ခြင်းနှင့်ကယ်တင်ခြင်းခံရဖို့လိုအပ်တဲ့တမန်တရားကန္တာအားလုံးကိုဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ကိုတော်ဟာအပြစ်ပြုပြီးဘုရားသခင်ကိုအတိုက်အခံလုပ်တဲ့လူသားရဲ့စာတန်ဆန်တဲ့တဘာဝနှင့်အမျိုးမျိုးသောဖောက်ပြန်ပျက်စီးတဲ့စိတ်သဘောထားတွေကိုတရားစီရင်ပြီးဖော်ထုတ်ခဲ့ပါတယ်။ကျွန်တော်တို့အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်လေလေကိုတော်ရဲ့နှုတ်ကပတ်တော်တွေရဲ့တရားစီရင်ခြင်းနှင့်ဖော်ထုတ်ခြင်းကိုတွေးကြုံခံစားရလေလေကျွန်တော်တို့ကိုစာတန်ကဘယ်လောက်တောင်နဲ့နဲ့ဆိုင်ဆိုင်ဖောက်ပြန်ပျက်စီးစေတယ်လဲဆိုတာကိုပိုပြီးမြင်နိုင်လေလေပါပဲဘုရားသခင်ရဲ့တရားစီရင်ခြင်းနှင့်ပြစ်တင်ဆုံးမခြင်းကိုတွေးကြုံခံစားရင်ကျွန်တော်တို့ဟာပုံကံပြင်းမာမှုကိုတီးမခံတဲ့ဘုရားသခင်ရဲ့ဖြောင့်မတ်တဲ့စိတ်တဘောထားကိုသိမြင်လာကြပါတယ်ဘုရားသခင်ဟာလူတွေရဲ့စိတ်နှလုံးကိုအမှန်တကယ်ပဲစစ်စစ်ဆက်ဆက်ကြည့်ရှုစစ်ဆေးပါတယ်ကျွန်တော်တို့ပါဇက်ကနေဘာမှထုတ်မပြောရင်တောင်ဘုရားသခင်ကကျွန်ုပ်တို့ရဲ့စိတ်နှလုံးထဲကအတွေးခေါ်တွေကိုထုတ်ဖော်ပြီးကျွန်တော်တို့ရဲ့စိတ်နှလုံးထဲမှာဝတ်ထားတဲ့ဖောက်ပြန်ပျက်စီးတဲ့အရာတွေကိုဖော်ထုတ်တဲ့အပြင်ကျွန်တော်တို့ကိုအယမ်းကိုရက်ရွံ့ပြီးအရှက်ရစေပါတယ်အဲ့ဒီနောက်မှာတော့ဘုရားသခင်ကိုကြောက်ရွံ့တဲ့စိတ်နှလုံးဟာကျွန်တော်တို့ထဲမှာဖြစ်ပေါ်လာပါတယ်အနန္တတကုရှင်ဘုရားသခင်ရဲ့တရားစီရင်ခြင်းနှင့်တန်ဆင်ခြင်းကိုတွေ့ကြုံခံစားရင်းနှင့်ဘုရားသခင်ရဲ့လူသားမျိုးနွယ်ကိုကယ်တင်ခြင်းအလုပ်ဟာဘယ်လောက်တောင်လက်တွေ့ကြပြီးစစ်မှန်တလဲဆိုတာကိုကျွန်တော်တို့အားလုံးခံစားခဲ့ရပါတယ်အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာအောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အမှန်တကယ်မြင်တွေ့ခဲ့ရပြီးဗျာဒိတ်ကျမ်းထဲကပရောဖက်ပြုချက်ကိုပြည့်စုံစေခဲ့ပါတယ်သို့တငယ်သွားလေရာရာအရက်တို့နောက်တော်၌လိုက်တော်သူဖြစ်ကြ၏လူတို့အထက်ကရွေးနှုံ၍ဘုရားသခင်နှင့်သို့တငယ်အဖို့အဦးတီးသောအသီးဖြစ်ကြ၏အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍သူတို့နှုတ်၌မှုသားမရှိလေအနန္တတကုရှင်ဘုရားသခင်ရဲ့နိုင်ငံတော်ဧဝံဂေလိတရားဟာကမ္ဘာတဝန်းလုံးကိုပြန့်နှံ့သွားခဲ့ပြီးဖြစ်တယ်အခုဆိုရင်ဘုရားသခင်ရွေးချယ်ထားတဲ့လူတွေတရားစီရင်ခြင်းကိုကြုံတွေ့ပြီးတန်ဆင်ခံရတဲ့အတွေ့အကြုံဆိုင်ရာတက်တည်ခံချက်တွေအားလုံးကိုအွန်လိုင်းမှာထုတ်ပြန်ပြီးဖြစ်ပါတယ်လူအများကြီးဟာဒါတွေကိုကြည့်ပြီးတဲ့နောက်မှာအာအင်တွေအများကြီးရရှိခဲ့ကြပါတယ်။ဂိုင်ကနအားလုံးကစိတ်ရင်းမှန်နဲ့ယုံကြည်သူတွေဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအလုပ်ကိုစတင်ရှာဖွေပြီးစုံစမ်းနေကြပါပြီ။
သူတို့ဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကနေဘုရားသခင်ရဲ့အတန်တော်ကိုလည်းအတိအမှတ်ပြုခဲ့ကြပြီးသူတို့အနှစ်2000လုံးစိတ်ထက်ထက်တန်တန်နဲ့စောင့်မျှော်ခဲ့တဲ့သခင်ယေရှုဟာအမှန်တကယ်ပဲပြန်ကြွလာခဲ့ပြီဆိုတာကိုသူတို့စိတ်နှလုံးထဲမှာဆုံးဖြတ်ခဲ့ကြပါတယ်သူတို့ဟာအယံကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့တယောက်နှင့်တယောက်သတင်းဖြန့်ဝေပြီးအားလုံးဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလဧဝံဂေလိတရားကိုကြီးညာနေကြပါတယ်ဆယ်စုနှစ်တစ်ခုကျော်လေးအတွင်းမှာပဲနိုင်ငံတော်ဧဝံဂေလိတရားဟာအာရှကနေဥရောပအမေရိကတိုက်တွေအာဖရိကနဲ့အိုရှင်နီးယားအထိပြန့်နှံ့သွားခဲ့ပြီးဆက်လက်ပြီးတော့တောင်ရှင်သန်ကြီးထွားလာနေပါတယ်အခုဆိုရင်အနန္တတကုရှင်ဘုရားသခင်အသင်းတော်ကိုကမ္ဘာတဝန်းကနိုင်ငံအများစုမှာတွေ့နိုင်နေပါပြီပြီးတော့အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာနေရာအနှံ့အပြားကိုပြန့်နှံ့သွားခဲ့ပါပြီဒါဟာသခင်ယေရှုရဲ့နှုတ်ကပတ်တော်ကိုတိတိကျကျပြည့်စုံစေပါတယ်လက်စစ်သည်အရှိမပြည့်၍အနောက်တိုင်အောင်ထွန်းလင်းတဲ့ကဲ့သို့လူသားသည်ကြွလာတော်မူလက်တန့်အနန္တတကုရှင်ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအလုပ်ဟာလက်စည်းလိုပဲအရှိအရက်ကနေအနောက်အရက်စီကိုပြန့်နှံ့သွားပါတယ်ဘယ်သူမှဒါကိုမဟန့်တားနိုင်ဘူးပြီးတော့ကမ္ဘာပေါ်ကဘယ်အင်အားစုကားမှခရစ်တော်ရဲ့နိုင်ငံတော်ပေါ်ပေါက်လာခြင်းနဲ့ကြီးထွားလာခြင်းကိုမရပ်တန့်နိုင်ပါဘူးဒါကဘာကိုတည်တည်ပြနေတယ်လဲဒါကတည်တည်ပြနေတာကတော့ဘုရားသခင်ရဲ့ကြီးမြတ်တဲ့အလုပ်ဟာပြီးမြောက်အောင်မြင်သွားခဲ့ပြီဒီတော့ကိုတော်ရဲ့အလိုတော်ဟာကောင်းကင်ဘုံမှာပြည့်စုံသလိုမြေကြီးပေါ်မှာလည်းအဟန့်အတားမရှိတားဆီးလို့မရပဲပြည့်စုံနေပြီဆိုတာပါပဲဘုရားသခင်ပေါ်ထွန်းပြီးအလုစတင်လုပ်ခဲ့တဲ့အချိန်ကစပြီးအစင်းနီသောနဂါးကြီးဟာကိုရော့ကိုအသေးအတန်အတိတ်အခန့်လုပ်ခဲ့တယ်ဒါပေမဲ့အခုတော့သူဟာလုံးဝအရှက်ရပြီးရှုံးနိမ့်သွားပါပြီနောက်ဆုံးသောကာလရဲ့ခရစ်တော်ဖြစ်တဲ့အနန္တတကုရှင်ဘုရားသခင်ဟာလူစားတီးခံဘုရားသခင်ဖြစ်ပြီးပြန်ကြွလာတဲ့သခင်ယေရှုဖြစ်တယ်ဆိုတာကိုဒီအချက်အလက်တွေကသက်သေပြဖို့လုံလောက်နေပါပြီဒါဟာကျမ်းစာရဲ့ပရောဖက်ပြုချက်တွေကိုပြည့်စုံစေပါတယ်ငါတို့သည်ငါစကားတန်ကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏ထိုသူတို့ကိုငါသိ၏နောက်ဆုံးသောကာလတွင်ယေဟောဝါအိမ်တော်၏တောင်သည်တောင်များ၏ထိပ်တွင်တည်ရလိမ့်မည်ဖြစ်ပြီးတောင်ကုန်းများအထက်တွင်ချီးမြှောက်ခြင်းခံရလိမ့်မည်ဒီလျှင်ခတ်သိမ်းသောလူမျိုးတို့သည်ထိုတောင်သို့စီဝေးကြလိမ့်မည်ငါမှန်တဲ့လမ်းခရီးကိုစုံစမ်းစစ်ဆေးတဲ့အခါဘုရားသခင်ရဲ့စကားကိုနားထောင်သင့်တယ်မေခွန်းတစ်ခုကိုစဉ်းစားကြည့်ကြရအောင်ဘုရားသခင်ဟာတရုတ်ပြည်မှာလူစားတိခံပြီးပေါ်ထွန်းခဲ့တာကြာပြီကိုတော်ဟာနှစ်ပေါင်းများစွာနှုတ်ကပတ်တော်တွေကိုမိန့်မွက်ခဲ့ပြီးအောင်နိုင်သူတစုကိုပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်ဒီလိုသတင်းကောင်းကိုလူအများစုကအတိအမှတ်ပြုလက်ခံမယ်လို့ထင်သလားဒါမှမဟုတ်လူနည်းစုကပဲလက်ခံမယ်လို့ထင်သလားကကြီးလူအများစုခခွေလူနည်းစုအဖြေမှန်ကတော့ခခွေပါရှေးအချိန်ကတည်းကမှန်တဲ့လမ်းခရီးဟာအမြဲတမ်းညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်သခင်ယေရှုပြောခဲ့သည်မှာကောင်းကင်တစ်ဖက်မှပြတ်သောလက်စစ်သည်ကောင်းကင်အနှံ့အပြားထွန်းလင်းတဲ့ကဲ့သို့လူသားသည်မိမိနေရ၌ဖြစ်တော်မူလက်တံထို့သို့မဖြစ်မီသူသည်များစွာသောဆင်းရဲဒုက္ခကို၎င်းယခုလူမျိုးဒီမျိုးဆက်၏ညှင်းပယ်ခြင်းကို၎င်းခံရမည်သခင်ယေရှုကလည်းဒီလိုဖော်ထုတ်ခဲ့ပါတယ်ဤလူမျိုးသည်စိုးညစ်သောအမျိုးဖြစ်၏အပြစ်စီရင်ခြင်းကိုခံရကြောင်းကအလင်းသည်ဤလောကသို့ဝင်၍လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလင်းထက်
မှောင်မိုက်ကိုတာ၍နှစ်သက်ကြ၏ကျမ်းစာမှာလည်းဒီလိုပြောထားပါတယ်လောကီသားအပေါင်းတို့သည်မာန၏လက်၌ရှိကြသည်ဒီကျမ်းပိုက်တွေဟာဒီလောကရဲ့ဆိုးရုံမှုနဲ့အမောင်ထုအကြောင်းအမှန်တရားကိုဖော်ပြနေပါတယ်လူသားမျိုးနွယ်တစ်ရက်လုံးဟာဘုရားသခင်ရဲ့တည်ရှိမှုကိုပဲဖြစ်ဖြစ်တမန်တရားကိုပဲဖြစ်တီးမခံနိုင်ပဲစာတန်ရဲ့စွမ်းအားအောက်မှာအသက်ရှင်နေကြပါတယ်လွန်ခဲ့တဲ့အနှစ်2000ကသခင်ယေရှုဟာမွေးဖွားပြီးမကြာခင်မှာပဲယောမအစိုးရရဲ့လိုက်လံတပ်ဖြတ်တာကိုခံခဲ့ရပါတယ်ကိုတော်တရားဟောပြီးအလုပ်လုပ်တဲ့အခါမှာလဲနောက်ဆုံးမှဂျူးဘာသာရေးခေါင်းဆောင်တွေကယောမအာနာပိုင်တွေနဲ့ပူးပေါင်းပြီးတော့ကိုတော်ကိုကားတိုင်းမှာတန်မိုးဆွဲခဲ့ကြတယ်နောက်ဆုံးသောကာလမှာတမိုင်းကြောင်းတကြော့ပြန်လာပါပြီအနန္တတကုရှင်ဘုရားသခင်ဟာလည်းဖျားမဲ့ CCP အစိုးရနှင့်ဘာသာရေးလောကရဲ့အယူအမှုအတိုက်အခံလုပ်ပြီးရှုံချတာကိုခံခဲ့ရပါတယ်။ဘာကြောင့်တမန်တရားဟာလူလောကမှာအမြဲတမ်းညှင်းပယ်ခံရပြီးရှုံချခံနေရတာလဲ။ဘာကြောင့်ဘုရားသခင်ရဲ့အလိုတော်ဟာမြေကြီးပေါ်မှာနှင့်နိုင်ငံတိုင်းမှာအကောင်အထည်မဖော်နိုင်ရတာလဲ။ဘာလို့လဲဆိုတော့စာတန်ကဒီလူသားမျိုးနွယ်ကိုထိန်းချုပ်ထားလို့ပါပဲပြီးတော့ကဘာကြီးတစ်ခုလုံးဟာဒီအာဏာအောက်မှာကြာရောက်နေလို့ပါပဲမြေကြီးပေါ်မှာအာဏာရှိတဲ့သူတွေအားလုံးဟာဘုရားသခင်ကိုအတိုက်အခံလုပ်တဲ့ဖျားမင်းစာတန်အင်အားစုတွေကြီးပါပဲအထူးသဖြင့် CCP အစိုးရဟာစာတန်ရဲ့ဆိုးရုပ်တဲ့အင်အားစုတွေရဲ့စနမူနာပြကိုယ်စားလှယ်ဖြစ်ပါတယ်ဒါကြောင့်လူသားမျိုးနွယ်ဟာဒီလောက်တောင်ဖောက်ပြန်ပြက်စီးပြီးလုံးဝမှောင်မိုက်နေရတာပါဒါပေမဲ့ဘုရားသခင်ပြီးမြောက်အောင်မြင်ဖို့ရည်ရွယ်ထားတာကိုစာတန်ကတကယ်ပဲရက်တက်နိုင်လို့လားလုံးဝမဖြစ်နိုင်ပါဘူးဘုရားသခင်စီကလာသမျှအားလုံးဟာရှင်သန်ကြီးထွားပြီးအောင်မြင်မှာပါအနှစ်30ကျော်လုံး CCP ဟာအနန္တတကုရှင်ဘုရားသခင်ကိုယုံကြည်သူတွေကိုအယူအမှုနှိပ်ကွက်ခဲ့တယ်။တကယ်လို့သာအနန္တတကုရှင်ဘုရားသခင်အသင်းတော်ဟာလူအဖွဲ့အစည်းတစ်ခုသာဆိုရင်အစကတည်းကအမြင့်ပြတ်ချိန်မုံခံရတာကြာပြီဖြစ်မှာပါ။ဒါပေမဲ့အမြင့်ပြတ်ချိန်မုံမခံရတဲ့အပြင် CCP ရဲ့ညှဉ်းပန်းနှိပ်စက်မှုနဲ့ဖန်ဆီးမှုတွေကတဆင့်အနန္တတကုရှင်ဘုရားသခင်နောက်ကိုလိုက်တဲ့ခရိယန်အများကြီးဟာပင်လယ်ရချားကိုထွက်ပြေးခဲ့ကြပြီးနိုင်ငံတော်ဧဝံဂေလိတရားကိုကမ္ဘာတဝန်းကနိုင်ငံအသီးသီးကိုဖြန့်ဝေခဲ့ပါတယ်။ဒါဟာဘုရားသခင်ရဲ့ကြီးမြတ်တဲ့တကုပါပဲ။ဒီအချက်အလက်တွေကအနန္တတကုရှင်ဘုရားသခင်ဟာပြန်ကြွလာတဲ့သခင်ယေရှုဖြစ်တယ်ဆိုတာကိုသက်သေပြနေပါတယ်။ဒါဟာအခိုင်အမာဆုံးသက်သေပါပဲ။အခုဆိုရင် CCP ဟာလုံးဝအရှက်ရပြီးရှုံးနိမ့်သွားပြီနိုင်ငံတော်ဧဝံဂေလိတရားဟာလည်းကမ္ဘာတဝန်းကိုပြန့်နှံ့သွားပါပြီဒါဟာကျမ်းစာမှာရေးထားတဲ့အရာကိုတိတိကျကျပြည့်စုံစေပါတယ်ဤအကြံဤအမှုသည်လူဤအကြံလူဤအမှုဖြစ်လျင်ပျက်စီးခြင်းသို့ရောက်လိမ့်မည်ဘုရားသခင်ဤအကြံအမှုဖြစ်လျင်တင်တို့သည်မဖြတ်စည်းနိုင်ကြဒီအချိန်မှာတချို့ကပြောနိုင်တယ်ကျွန်တော်ဘယ်စာတန်ဆန်တဲ့အစိုးရစကားကိုမှနားမထောင်ဘူးဒါပေမဲ့ကျွန်တော်သင်အုပ်ဆရာစကားကိုတော့နားထောင်မယ်တကယ်လို့ဒါကမှန်တဲ့လမ်းခရီးဆိုရင်ကျွန်တော်သင်အုပ်ဆရာကတေချာပေါက်လက်ခံပါပဲသူကဒါဟာအတုအယောင်လို့ပြောရင်ဒါဟာအတုအယောင်ပဲဖြစ်ရမယ်လို့ပေါ့ညီအကိုမောင်နှမတို့ဒီစကားကိုသဘောတူပါသလားဒါဟာဘုရားသခင်ရဲ့အလုပ်ဟုတ်မဟုတ်ကိုစုံစမ်းစစ်ဆေးတဲ့အခါဘာသာရေးခေါင်းဆောင်အများစုကလက်ခံတာမျိုးရှိမရှိကိုအခြေခံပြီးကျွန်တော်တို့ဆုံးဖြတ်လို့မရပါဘူးသခင်ယေရှုပေါ်ထွန်းပြီးအလုပ်လုပ်တဲ့အချိန်တုန်းကကိုရောကိုကားတိုင်းမှာတန်မိုးဆွဲခဲ့တာဘယ်သူတွေလဲဆိုတာမှတ်မိကြသေးရဲ့လားကျမ်းစာကိုကျွမ်းကျင်နှံ့ဆက်ပြီးတခြားသူတွေကိုမကြာခဏသင်ပေးတတ်တဲ့ဘာသာရေးခေါင်းဆောင်တွေပဲမဟုတ်ခဲ့ဘူးလား
ဒီအချက်ကဘာကိုပြနေသလဲကျမ်းစာကိုကျွမ်းကျင်နှံ့ဆက်ပြီးရှင်းပြတတ်တဲ့သူတွေဟာဘုရားသခင်ရဲ့အလုပ်ကိုသိတဲ့သူတွေဖြစ်ချင်မှဖြစ်မယ်ဘုရားသခင်ကိုသိတဲ့သူတွေလို့ပို့လို့တောင်ပြောလို့မရပါဘူးယေဘရဟိတ်အကြီးအကဲတွေကျမ်းပြုဆရာတွေနှင့်ဖာရိရှဲတွေဟာကျမ်းစာကိုကျွမ်းကျင်သူတွေဖြစ်တာတောင်မှသူတို့ဟာသခင်ယေရှုကိုပြင်းပြင်းထန်ထန်အတိုက်အခံလုပ်ပြီးရှုံချခဲ့တဲ့သူတွေဖြစ်ပြီးနောက်ဆုံးမှာတော့အန်တီခရစ်တွေအနေနဲ့ဖော်ထုတ်ခံခဲ့ရပါတယ်ဒီနေ့မှာကျွန်တော်တို့ဟာဘာသာရေးခေါင်းဆောင်တွေရဲ့အမြင်ကိုအခြေခံပြီးဒါဟာဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့အလုတ်ဟုတ်မဟုတ်ကိုဆုံးဖြတ်နေတုံးပဲဆိုရင်ဒါဟာအလွန်အမင်းမိုက်မဲရကြတာမဟုတ်ဘူးလားမှန်တဲ့လမ်းခရီးကိုစုံစမ်းစစ်ဆေးဖို့အတွက်ကျွန်တော်တို့ဟာတန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုတ်ရှိမရှိနဲ့တမန်တရားရဲ့ဖော်ပြချက်ရှိမရှိကိုကြည့်ရပါမယ်ဒါတွေဟာအဓိကကြတဲ့စီးမြင်တွေပါပဲဘာသာရေးခေါင်းဆောင်တွေရဲ့အမြင်ကိုပဲအားကိုးနေမယ်ဆိုရင်ဘုရားသခင်ကိုအတက်အခန့်လုံးမိပြီးကိုတော်ရဲ့ဖယ်ရှားရှင်းလင်းတာကိုခံရလိမ့်မယ်ဒီလိုဆိုရင်မှန်တဲ့လမ်းခရီးကိုကျွန်တော်တို့ဘယ်လိုစုံစမ်းစစ်ဆေးသင့်တယ်လဲမှန်တဲ့လမ်းခရီးကိုစုံစမ်းစစ်ဆေးဖို့ကျွန်တော်တို့ဟာအနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုဖတ်ရပါမယ်အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေနဲ့ပဲဒါတွေဟာတမန်တရားရဲ့ဖော်ပြချက်တွေလားဘုရားသခင်ရဲ့အတန်တော်လားဆိုတာကိုကျွန်တော်တို့အတိအမှတ်ပြုနိုင်မှာပါပြီးရင်ကျွန်တော်တို့အနန္တတကုရှင်ဘုရားသခင်အသင်းတော်ကိုကြည်သင့်ပါတယ်အဲ့ဒီမှာတန့်ရှင်းသောဝိညာဉ်တော်ရဲ့အလုပ်ရှိသလားဒီလူတွေဟာအနန္တတကုရှင်ဘုရားသခင်ကိုနှစ်ပေါင်းများစွာလက်ခံပြီးတဲ့နောက်မှာဘာအကျိုးရလဒ်တွေရခဲ့ပြီလဲသူတို့ဟာဘုရားသခင်ကိုတကယ်ပဲသိကြသလားသူတို့ရဲ့အသက်စိတ်သဘောထားတွေပြောင်းလဲခဲ့ပြီလားသူတို့ရဲ့စာတန်ဆန်သောဖောက်ပြန်ပျက်စီးမှုတွေတန့်စင်ခံခဲ့ရပြီလားဒါတွေဟာကျွန်တော်တို့စုံစမ်းစစ်ဆေးသင့်တဲ့အချက်တွေပါပဲတကယ်လို့အနန္တတကုရှင်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာတမန်တရားဖြစ်တယ်လို့ကျွန်တော်တို့အတည်ပြုပြီးဒါတွေကိုဘုရားသခင်ရဲ့အတန်တော်အဖြစ်အတိအမှတ်ပြုခဲ့ရင်ဒါဟာဘုရားသခင်ရဲ့ပေါ်ထွန်းခြင်းနဲ့အလုပ်ဖြစ်တယ်ဆိုတာသင်သိချနိုင်ပါတယ်ဒါပေမဲ့ဒါကိုအတည်ပြုပြီးတဲ့နောက်မှာတကယ်လို့စာတန်ကရောက်လာပြီးအပြစ်သဘောဆောင်တဲ့ဒါမှမဟုတ်အတရင်ဖြစ်တဲ့စကားတချို့ပြောခဲ့ရင်ကောသင်သူ့ကိုဆက်ပြီးယုံအောင်မလားသင်ဟာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေကိုတမန်တရားအဖြစ်ယုံကြည်မလားဒါမှမဟုတ်စာတန်ရဲ့လိမ်ညာစကားတွေကိုတမန်တရားအဖြစ်ယုံကြည်မလားဒါဟာလူတိုင်းရင်ဆိုင်ရမယ်အရေးကြီးတဲ့ရွေးချယ်မှုပါပဲတကယ်လို့လူတစ်ယောက်မှစင်ချင်တုံတရားအမှန်တကယ်ရှိတယ်ဆိုရင်သူဟာတမန်တရားကိုရွေးချယ်သင့်ပါတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်တွေဟာတမန်တရားဖြစ်ပြီးစာတန်မှတမန်တရားမပိုင်ဆိုင်ပါဘူးသင်အုပ်ဆရာတွေနဲ့အကြီးအကဲတွေကလည်းတမန်တရားကိုမဖော်ပြနိုင်ပါဘူးသူတို့ဟာကောလာဟလတွေဖြန့်တာလိမ်ညာစကားတွေပြောတာဒီတော့ယုံကြည်သူတွေကိုအထင်အမြင်မှားစေတာမှန်တဲ့လမ်းခရီးနဲ့မထီတွေ့အောင်ဟန်တားတာလောက်ပဲတတ်နိုင်ပါတယ်ကျွန်တော်တို့ဟာလူကိုမယုံကြည်သင့်ပါဘူးရွေးချယ်မှုလုပ်တဲ့အခါမှာကျွန်တော်တို့ဟာတမန်တရားကိုအရင်ဆုံးရွေးချယ်သင့်ပါတယ်တမန်တရားရှိတဲ့ဘယ်သူကိုမဆိုကျွန်တော်တို့ကိုကယ်တင်ဖို့တန်ဆင်ဖို့နဲ့စုံလင်စေဖို့တမန်တရားကိုဖော်ပြနိုင်တဲ့ဘယ်သူကိုမဆိုကျွန်တော်တို့လက်ခံပါတယ်တကယ်လို့ကျွန်တော်တို့ကစာတန်ရဲ့စကားတွေကိုနားထောင်ပြီးသခင်ပြန်ကြွလာတာနဲ့လွဲသွားရင်ကျွန်တော်တို့ဟာပျက်စီးခြင်းနဲ့ဘုရားသခင်ရဲ့အပြစ်ဒဏ်ပေးခြင်းကိုတေချာပေါက်ရင်ဆိုင်ရမှာပါမှန်တဲ့လမ်းခရီးကိုကြားပြီးမြင်မစုံစမ်းပဲရှုံချတာမျိုးတောင်လှုပ်ခြင်းရဲ့အကျိုးဆက်တွေအနန္တတကုရှင်ဘုရားသခင်ပြောသည်မှာဘုရားသခင်ဖြစ်မြောက်ရန်အလိုရှိသည့်အရာကိုမြည်သည့်နိုင်ငံသို့မဟုတ်မြည်သည့်အင်အားစုကမျှ
မတားဆီးနိုင်သည်ကိုငါတို့အားလုံးယုံကြည်သည်ပြီးလျှင်ဘုရားသခင်၏အမှုကိုနှောက်ယှက်ရန်ကြိုးစားသူများဘုရားသခင်၏နှုတ်ကပတ်တော်ကိုအတိုက်အခံလောက်ကဘုရားသခင်၏အကြံအစီကိုအဖြတ်အမှောက်လုပ်ပြီးထိခိုက်စေရန်ကြိုးစားသူများသည်နောက်ဆုံးတွင်ဘုရားသခင်၏အပြစ်ဒဏ်ပေးခြင်းကိုခံရကြလိမ့်မည်ဘုရားသခင်၏အမှုကိုအတိုက်အခံလုပ်သူမည်သူမဆိုသည်ဘုရားသခင်ကငရဲသို့ပို့ခြင်းကိုခံရလိမ့်မည်ဘုရားသခင်၏အမှုကိုအာခံဖီဆန်သောမည်သည့်နိုင်ငံမဆိုသည်ဖျက်ဆီးခြင်းကိုခံရလိမ့်မည်ဘုရားသခင်၏အမှုကိုစန့်ကျင်ရန်ထကြွသည့်မည်သည့်လူမျိုးမဆိုသည်ဘုရားသခင်ကဤကဘာမြေမှဖယ်ရှားခြင်းကိုခံရလိမ့်မည်ဖြစ်ပြီးအပြီးတိုင်ကွယ်ပြောက်သွားလိမ့်မည်အာဗြဟံ၏သားစဉ်မြေးဆက်များကယေဟောဝါ၏ဂတိတော်အောက်၌အသက်ရှင်ခဲ့ကြသည့်အတိုင်းဘုရားသခင်ကနဦးတွင်ဖန်ဆင်းခဲ့သောအာဒံနှင့်ဧဝါတို့ကဧဒင်ဥယျာဉ်တွင်အသက်ရှင်နေထိုင်ခဲ့သည့်အတိုင်းလူသားမျိုးနွယ်တစ်ရက်လုံးအားဘုရားသခင်၏ကောင်းကြီးမင်္ဂလာအလယ်တွင်အသက်ရှင်နေထိုင်ဖို့ထောက်ကူပေးရန်အတွက်၎င်းဘုရားသခင်ကိုအသန့်ရှင်းဆုံးဂုဏ်အတရေအရှိဆုံးအမြင့်မားဆုံးနှင့်လူသားမျိုးနွယ်အလယ်တစ်ခုတည်သောကိုယ်ွယ်စိတ်ကပ်ရာဖြစ်စေဖို့အလို့ငှာဘုရားသခင်၏အတန်တော်အားနားထောင်ရန်ဘုရားသခင်၏အမှုကိုရှုစားရန်နှင့်လူသားမျိုးနွယ်၏ကံကြမ္မာကိုအာယုံစိုက်ရန်လူမျိုးအားလုံးနိုင်ငံအားလုံးနှင့်လုပ်ငန်းအားလုံး၏လူများကိုငါတိုက်တွန်း၏ဘုရားသခင်၏အမှုသည်ကြီးမားသောလှိုင်းလုံးတစ်ခုကဲ့သို့ရှေ့သို့တဟုန်ထိုးတက်လေသည်မြည်သူကမျှသူ့ကိုမချုပ်နိုင်တဲ့ကဲ့သို့မြည်သူကမျှသူ၏ချီတက်ခြင်းကိုမရက်တန့်စေနိုင်ပေဘုရားသခင်၏နှုတ်ကပတ်တော်များကိုတေချာစွာနားထောင်သောသူများနှင့်ဘုရားသခင်ကိုရှာဖွေကာစာငတ်သောသူတို့သာဘုရားသခင်၏ခြေလမ်းများနောက်လိုက်နိုင်ပြီးသူ၏ဂတိကိုရရှိနိုင်ပေသည်ထို့သို့မဟုတ်သူများသည်ပြင်းထန်သောဘေးဒုက္ခနှင့်အလွန်ထိုက်တန်သည့်အပြစ်ပေးခြင်းကိုခံရကြလိမ့်မည်ဖြစ်သည်တကယ်လို့ကျွန်တော်တို့မှာဘုရားသခင်ကိုကြောက်ရွံ့တဲ့စိတ်နှလုံးမရှိဘူးကောလာဟလတွေနဲ့ပတ်သက်ပြီးပိုင်ခြားသိမြင်နိုင်စွမ်းမရှိဘူးလူကိုမျက်စိစုံမိတ်လိုက်လျှောက်တယ်ဘုရားသခင်ရဲ့အလုတ်တစ်ကိုမရှာဖွေမစုံစမ်းပဲကောလာဟလတွေကိုအလွယ်တကူယုံကြည်တယ်ဆိုရင်ကျွန်တော်တို့ဟာနောက်ဆုံးသောကာလမှာဘုရားသခင်ရဲ့ကယ်တင်ခြင်းကိုဆုံးရှုံးယုံတင်မကပဲဘုရားသခင်ရဲ့ပြစ်ပယ်ခြင်းနှင့်အပြစ်ဒဏ်ပေးခြင်းကိုခံရမဲ့သူတွေပါဖြစ်လာလိမ့်မည်ဘုရားသခင်ကိုယုံကြည်ပြီးလိုက်လျှောက်တဲ့လူတွေအနေနဲ့ဘုရားသခင်ရဲ့နောက်ဆုံးသောကာလအလုံးနဲ့ရင်ဆိုင်ရတဲ့အခါမှာကျွန်တော်တို့ဟာယုံကြည်လေးမြတ်တဲ့စိတ်နှလုံးနဲ့ချင်းကပ်ပြီးစိတ်ရင်းမှန်နဲ့ရှာဖွေစုံစမ်းရပါမယ်ဒီလိုနည်းနဲ့မှပဲကျွန်တော်တို့ဟာဘုရားသခင်ရဲ့အလုတ်ခြေလမ်းတွေနောက်ကိုအမိလိုက်နိုင်ပြီးနောက်ဆုံးသောကာလမှာကိုယ်တော်ရဲ့ကယ်တင်ခြင်းကိုလက်ခံရရှိနိုင်မှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကသခင်ယေရှုကဂတိတော်ထားခဲ့တယ်။ငါသည်အလင်းအမြန်လာမည်။ကိုတော်ကဒီလိုလဲပရောဖက်ပြုထားပါသည်။လူတစ်မျိုးနှင့်တစ်မျိုးတနိုင်ငံနှင့်တနိုင်ငံရန်ဘက်ပြုကြလိမ့်မည်။အရရတို့၌အစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်။ယခုနှစ်ပေါင်း2000ကြာရဲ့မျှော်လင့်ချက်နှင့်ဆောင်ဆိုင်ပြီးနောက်မှာနောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေရောက်ရှိလာပြီးကဘာကြီးသည်၎င်းရဲ့နောက်ဆုံးအခန်းကဏ္ဍကိုကူးတည်၍ရွေ့လျားလာနေပါပြီ။ကဘာတဝမ်းမှာဘေးဒုက္ခတွေကနေရာတိုင်းမှာဖြစ်ပွားနေပြီးတနေ့တခြားပိုပြီးကြီးမားလာနေပါတယ်။ငလျင်တွေကရုတ်တရက်အဆက်မပြတ်လှုပ်ခတ်တယ်။မိုးခေါင်မှုတွေကကဘာမြေကြီးကိုခြောက်တွေ့စေတယ်။
ရေကြီးမှုတွေကအိမ်နဲ့အသက်တွေကိုလွှမ်းမိုးမျောပါသွားစေတယ်။ပြီးတော့ကြောင်မဖွဲတောမီးတွေကတစ်တော်တွေနဲ့မြို့တွေကိုလောင်ကျွမ်းပြီးပြာအဖြစ်သို့ပြောင်းလဲသွားစေတယ်။တစ်ချိန်တည်းမှာပဲကပ်ရောဂါတွေကရပ်တန့်ခြင်းမရှိပဲနှစ်ပေါင်းများစွာတွင်ဆက်ရှိနေပြီးစစ်ပွဲတွေကလည်းဆက်လက်ဖြစ်ပွားပြီးပိုမိုကြီးမားလာနေပါတယ်။ဤအချိန်သည်သခင်ကြွလာဖို့အရေးကြီးဆုံးအချိန်အခါဖြစ်ပါတယ်။ကိုရောရဲ့ပြန်ကြွလာခြင်းကိုကြိုဆိုဖို့သင်အစဉ်သင့်ဖြစ်ပြီလား။သင်သည်တဒိုးသားကိုကြိုဆိုမိရန်ပညာရှိတဒိုးသမီးတူဖြစ်ချင်ပါသလား။သခင်ယေရှုပြောခဲ့သည်မှာငါတို့သည်ငါစကားတန်ကိုနားထောင်၍ကိုရောရဲ့ပြန်ကြွလာခြင်းကိုလက်လွတ်မခံရအောင်ဘုရားသခင်ရဲ့အတန်တော်ကိုဘယ်လိုခွဲခြားရမလဲဆိုတာသင်လေ့လာသင်ယူခြင်းပါသလားခရစ်တော်အစစ်နဲ့အတူအယောင်ကိုခွဲခြားနိုင်တဲ့ဉာဏ်ပညာကိုသင်ပိုင်ဆိုင်ခြင်းပါသလားဘုရားသခင်ကြွလာတဲ့အခါကျွန်ုပ်တို့အားလုံးကဘုရားသခင်ရဲ့နိုင်ငံတော်ထဲကိုဝင်ရောက်ခြင်းပါတယ်ဒါပေမဲ့ဘုရားသခင်ရဲ့နိုင်ငံတော်ထဲကိုဝင်ရောက်ဖို့ဘယ်လိုစံသတ်မှတ်ချက်တွေရှိပါသလဲကျမ်းစာထဲမှာကျွန်ုပ်တို့တဦးချင်းစီတိုင်းအပေါ်ကြားရောက်လာမည်တရားစီရင်ခြင်းအကြောင်းကိုအကျဉ်း200ကျော်ကြိုတင်ပရောဖက်ပြုထားပါတယ်ဘုရားသခင်ကယုံကြည်သူနဲ့မယုံကြည်သူတွေကိုဘယ်လိုတရားစီရင်မှာလဲတရားစီရင်ခြင်းနဲ့ကျွန်ုပ်တို့ရဲ့အဆုံးသက်ပန်းတိုင်ကြား၌ဘယ်လိုဆက်ဆက်မှုရှိပါသလဲအစအဦးကလေးကယခုအချိန်အထိဘုရားသခင်ကလူသားမျိုးနွယ်ကိုအပြစ်ကနေတဆင့်ပြီးတဆင့်ကယ်တင်ဖို့စာတန်နှင့်တိုက်ပွဲဝင်နေခဲ့ပါတယ်ဘုရားသခင်မှာလူသားမျိုးနွယ်ကိုကယ်တင်ဖို့နှစ်ပေါင်း6000စီမံခန့်ခွဲမှုအစီအစဉ်တစ်ခုရှိတယ်လို့တင်ကိုတယောက်ယောက်ကပြောပြဖူးပါသလားဘုရားသခင်ကကိုတော်ရဲ့စီမံခန့်ခွဲမှုအစီအစဉ်ကိုဘယ်လိုပြင်းမြောက်စေပြီးကျွန်ုပ်တို့ကိုလှပတဲ့ဗန်းတိုင်တစ်ခုစီသို့ခေါ်ဆောင်သွားမှာလဲဒါကပုံမှန်ကျမ်းစာလေ့လာသင်ကြားမှုတစ်ခုမဟုတ်ပါဘူးဤနေရာမှာသင်ဘယ်တုန်းကမှမကြားဘူးတဲ့လျှို့ဝှက်နဲ့နဲချက်ကိုအားလုံးအတွက်ကျွန်ုပ်တို့ဖွင့်ပြသွားမှာဖြစ်ပါတယ်ဤနေရာမှာသင်အသင်းတော်ထဲ၌သင်ကြားခဲ့ရတာတွေထပ်ပိုပြီးများပြားတဲ့တမန်တရားကိုလေ့လာသင်ယူရပါလိမ့်မယ်ဤနေရာတွင်သင်သည်ကြီးမားတဲ့ဘေးဒုက္ခတွေအတွင်းတွင်ခိုးလုံရာကိုတွေ့ရှိပါလိမ့်မယ်ဤနေရာမှာဘုရားသခင်ကကမ္ဘာမြေကြီးပေါ်တွင်ကိုတော်ရဲ့နိုင်ငံတော်ကိုဘယ်လိုအကောင်အထည်ဖော်မလဲဆိုတာကိုသင်သိရှိပါလိမ့်မယ်ဘုရားသခင်ရဲ့နေ့ရက်ကနီးကပ်လာနေပါပြီဒီလိုအချိန်အခါမျိုးမှာတွန့်ဆုတ်နေခြင်းကသင်အသက်ကိုဆုံးရှုံးစေနိုင်ပါတယ်မနေ့ကသူတို့ရဲ့နောက်ဆုံးနေ့ဖြစ်လိမ့်မယ်လို့ဘယ်သူမှမျှော်လင့်မထားခဲ့ပါဘူးဝမ်းနည်းစရာကောင်းတာကတော့လူအများအပြားကမနှက်ဖြန်အတွက်အစီအစဉ်တွေချခဲ့ကြပေမဲ့အကောင်အထည်မဖော်နိုင်ခဲ့ကြဘူးရေတွက်လို့မကုန်နိုင်တဲ့လူတွေကတမန်တရားကိုမရှာဖွေနိုင်ခင်မှာပဲသူတို့ရဲ့အသက်ကိုဆုံးရှုံးခဲ့ကြရပြီးပါပြီဒီနေ့ကိုပိုင်ဆိုင်နေသေးတဲ့ကျွန်ုပ်တို့အတွက်တော့ဘုရားသခင်ရဲ့အတန်တော်ကိုကြားဖို့အခွင့်အရေးရှိနေပါသေးတယ်မနှက်ဖြန်မှာဘာဖြစ်မလဲဆိုတာကျွန်ုပ်တို့မသိနိုင်ဘူးဒါပေမဲ့ဘုရားသခင်ကတော့သိတယ်ပြီးတော့ကိုတော်ကတင့်ကိုထွတ်မြောက်ရာလမ်းတစ်ခုပေးနေပါတယ်ဘဝလမ်းခရီးလမ်းငြိမ်သက်ခြင်းစီတို့ကိုတော်ရဲ့နိုင်ငံတော်စီတို့သွားတဲ့လမ်းဖြစ်ပါတယ်အချိန်ရှိတုန်းလေးမှာအမြန်လာခဲ့ပါကျွန်ုပ်တို့ရဲ့အခမဲ့ကျမ်းစာလေ့လာသင်ယူမှုကိုနေ့စဉ်အွန်လိုင်းပေါ်မှာကျင်းပနေပါတယ်အချိန်ကတော့မြန်မာစံတော်ချိန်ည8:00 နာရီမှာဖြစ်ပါတယ်အွန်လိုင်းပလက်ဖောင်းအားလုံးကနေပါဝင်တက်ရောက်နိုင်ပါတယ် Facebook Messenger Viber တို့အပါအဝင်ဖြစ်ပါတယ်ဒါမှမဟုတ်အသေးစိတ်အချက်အလက်များကိုပုံမသိရှိလိုပါက39 665 936 326ဤဖုန်းနံပါတ်ကိုဖုန်းခေါ်ဆိုနိုင်ပါတယ်